အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာဧကံမင်းရေးသားထားတဲ့ဖျားသုံးစုတိုက်ဆိုတဲ့ဇာတ်လမ်းကောင်းလေးတို့ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာတဲခွင်းချောင်းရွာနဲ့တခေါ်ခန့်အကွာဖျားငါးစုရွာကြီးရှိပါတယ်အင်ကြီး900ကျော်များရှိတဲ့ရွာကြီးလည်းဖြစ်ပါတယ်ရွာသား3ပုံ2ပုံခန့်ကလေယာအလုံးနဲ့အသက်မူဝမ်းကြောင်ပြုတ်ကြတယ်။သူကြောင့်ရွာဝန်းကျင်ကမျောတခေါ်လေကွင်းကြီးများမြင်တွေ့နေရပါတယ်။ရွာရဲ့အမည်ကဖျားငါးစုရွာ။ရွာမှာရှိတဲ့ဇေဒီငါးစုကိုအမှတ်တညာပြုပြီးတော့ရွာနာမည်ပေးထားခြင်းဖြစ်ပါတယ်။ဖျားငါးစုကတနေရာထဲတွင်ရှိမနေပဲညံတော်45တောင်ရှိတဲ့ဇေဒီ3စုကရွာအဝင်မှာရှိပြီးကျန်တဲ့2စုကအောင်တော်မူဖုံးတော်ကြီးကြောင်ဝင်တွေမှာရှိပါတယ်။ရွာထိပ်ဘုရား3စုကရွာမတဲခင်ကလေးကရှိနှင့်ပြီးတဲ့ဇေဒီများလို့ဆိုကြတယ်။အများဆုံးနှစ်ပေါင်း100ကျော်200ဝန်းကျင်ရှိမယ်လို့ခန့်မှန်းကြတယ်။နှစ်ကြိမ်မြအဟောင်းကိုငုံပြီးတော့ညံတော်အမြင့်တိုးချဲ့၍တိဆောက်ထားပြီးဆိုတော်လဲဇေဒီများကမကြခင်ပြိုကျပျက်စီးတော့မယောင်ဖြစ်နေတယ်။နောက်ဆုံးပြုပြင်ခဲ့တဲ့ကနှစ်ပေါင်း30နီးပါးရှိပြီဇေဒီကိုထုံးပြူအကြိမ်ကြိမ်ကတ်လူပူဇော်ခဲ့တယ်ညံတော်အမြင့်ဆုံးဇေဒီမှာအာယုံကန်တစ်စောင်းရှိတယ်ရွာဘက်မျက်နှာမူတဲ့တောင်ဘက်မုံမှာတိဆောက်ထားခြင်းဖြစ်ပါတယ်ထိုဖျား3စုမှာတိုက်ရှိတယ်လို့လည်းနာမည်ကြီးလျက်ရှိတယ်ဖျား3စုဝန်းကျင်မှာရခင်ကဥပုပ်အခါကြီးရက်ကြီးရောက်နေရွာထဲမှာဖျားဖူးသူများဖြစ်စီကားနေတတ်တယ်။ကြံရက်များမှာဖျားပန်းလူမဲ့သူနဲ့ဖျားဖူးမဲ့သူ1ယောက်စ2ယောက်စသာရောက်လာတတ်တယ်။ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်ခန့်မှစပြီးတော့ဖျား3စုဝန်းကျင်မှာမနက်မိုးလင်း၍9နာရီနောက်ပိုင်းခန့်မှစပြီးတော့လူစီကားနေတယ်။ကြိတ်ကြိတ်တိုးမစီကားတော့လဲလူ4-50ယောက်မကလူမပြတ်ရှိနေတတ်တယ်လို့ဥပုပ်ရက်နဲ့အခါကြီးရက်ကြီးဆိုရင်တော့ဖျားကုန်းတော်ပေါ်မှာလူပြည့်နေတတ်တယ်။မကြခင်ဖျား3စုကိုပြုပြင်ပြီးတော့ရင်မင်းတော်ကိုပါတိုးချဲ့ပြုပြင်တော့မှာဖြစ်တယ်။အလူရှင်များကလည်းရှိနေပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်ခန့်မှယနေ့တိုင်လူသူအယောက်အပေါက်များလာခြင်းမှာဥစ္စာဆောက်ဝင်စားတဲ့မနှင်းစိန်ဆိုတဲ့မိန်းကလေးကြောင့်ဖြစ်ပါတယ်။မနှင်းစိန်လေးအသက်10နှစ်ကျော်ခန့်မှစပြီးတော့သူ့ရဲ့နှုတ်ထွက်စကားများကမှန်းလာတယ်။မိဘများနဲ့တကွနီးစပ်တဲ့ဆွေမျိုးမိတ်တင်ကဟာအပေါင်းတို့တတိပြုမိလာတယ်။မနှင်းစိန်ကြီးကတခုခုဖြစ်တော့မယ်လို့နှုတ်ကပြောလိုက်တာနဲ့မကြခင်မှာပင်ပြောတဲ့အတိုင်းဖြစ်လာတယ်။သူမကျေနပ်၍တခုခုဖြစ်ပါစေဆိုပြောတဲ့အတိုင်းကြုံကြရတယ်။ဒါကြောင့်မနှင်းစိန်အကြောင်းသိသူများကမနှင်းစိန်စိတ်ဆိုးမဲ့ကိစ္စတတ်နိုင်သမျှရှောင်ရှားကြတယ်။တညမနှင်းစိန်ရဲ့မိခင်ဒေါ်ကျင်လှအိမ်မက်ထဲမှာတိုက်နှန်းရှင်တယောက်ရောက်လာပြီးတော့သာသနာပြုနိုင်အောင်မနှင်းစိန်ကိုအကြအမြင်ဟောခိုင်းပါသူတို့နောက်ွယ်ကအကူညီဆောက်ရှောက်မယ်လို့အိမ်မက်ပေးလာခဲ့တယ်။ဒါကြောင့်ခင်မွန်းဖြစ်သူဦးချစ်ထွန်းနဲ့တိုင်မင်းတယ်။သမီးဖြစ်သူကိုအကြအမြင်ဆီယာမတယောက်အဖြစ်အိမ်မှာဆိုင်းပုတ်ထောင်ပြီးတော့ဟောပြောခိုင်းရင်ကောင်းမလားလို့ပြောရအသက်ငယ်ပါသေးတယ်သမီးကလည်းလူကြားသူကြားပြောရဲဆိုရဲရှိသေးတာမဟုတ်ဘူးခဏဆောက်ပါအောင်လို့ဆိုလာတယ်မိဘများတိုင်ပင်နေတဲ့စကားကိုမနှင်းစိန်တခွန်းစနှစ်ခွန်းစကြားလိုက်တဲ့ဖြစ်အမေတို့တိုင်ပင်နေတာသမီးကြားလိုက်တယ်အကြမ်းမြင်ဟောစီခြင်းရဲ့အိမ်မှာမဟောဘူးရွာဦးစီဒီဖျားကုန်းကတစောင်းထဲမှာစပွဲတစ်လုံးချပြီးသွားဟောမယ်ဖြစ်ပါမလားနှင်းစိန်ရဲ့ဖြစ်ပါတယ်ဖေအဖေမယုံရင်ဖြစ်အောင်လုပ်ပြမယ်စာရေးစပွဲအပူလေးတစ်လုံးသာစီစဉ်ပေးကျမတော့ယုံနေတော့ရှင်သမီးဘယ်ရလာလဲရှင်မသိဘူးလားသူအဲ့ဒီမှာဆိုရင်ဖျားကိစ္စတရားကိစ္စလဲနီးနီးကက်ကက်ရှိတယ်သူအမျိုးတွေလဲကူညီဆောက်ရှောက်ပေးလိုက်မယ်အိမ်မက်ထဲမှာလဲဆောက်ရှောက်မယ်လို့ပြောတော့တယ်လာမဲ့လဝါစုလာပြည့်နေ့မှာဖျားကုန်းတော်ဘောကတစောင်းထဲမှာအကြအမြင်ဟောမယ်လို့ရွာထဲကိုသတင်းဖြန့်ထားလိုက်အေးပါကွာတင်ညွန့်တို့စိုးဝင်းတို့ကိုသာအသိပေးလိုက်ရွာထဲမောင်းခတ်ပြီးသားပဲသူ့ဖြစ်မနှင်းစိန်အသက်15နှစ်အရွယ်မှစ၍
ဖျားသုံးစုတစောင်းအတွင်းအကြအမြင်ဟောတဲ့ဆီယာမလေးဖြစ်လာတယ်အလွန်အရေးကြီးတဲ့ကိစ္စများဆိုရင်တိုက်ထဲမှာရှိတဲ့မေတော်ရဲ့အကူအညီနဲ့ဟောပြောတယ်သူဟာတိုက်မေတော်ဝင်စည်းပြီးဟောတဲ့အတွက်တိုက်စကားများအရင်ပြောတယ်ပြီးမှမနှင်းစိန်ကဘာသာပြန်ပြီးတိသမျှပြန်ပြောတယ်လူမှုရေးစီးပွားရေးပစ္စည်းပြောက်ကျွဲပြောက်နွားပြောက်တို့ကိုသာအဓိကဟောပြောတယ်ပစ္စည်းပြောက်၍မြည်သူခိုးသည်ကိုမေးလို့မရသူတစ်ပါးပေါ်မကောင်းကြံမဲ့ကိစ္စလည်းအကျံမပေးဟောသမျှပြောသမျှမှန်ခဲ့တာမို့နမယ်လည်းရလာတယ်ရွာနီးချုပ်စမလူများလည်းတဆင့်စကားကြား၍ရောက်လာတတ်တယ်ဟောကပြောကကိုလည်းတင့်ယုံသာယူပြီးသုံးပုံနှစ်ပုံကိုသာသနာအတွက်ဖယ်ထားတယ်။သူကြောင့်မနှင်းစိန်ဟောပြောတဲ့တစောင်းလဲအသက်မီးပါပြုတ်ရင်ပြီးမုတ်လေးမုတ်ရှိဖျားလေးစုအဆောင်များလဲအသက်ပြုတ်ပြင်နိုင်ခဲ့တယ်။ရင်ပြင်တစ်ခုလုံးပြုတ်ပြင်နေတယ်။မကြခင်တတိုင်းခတ်ပြီးတော့ကြောက်ပြခင်းနိုင်တော့မယ်။တပေါင်းလာပြီးနေ့တွင်အောင်တော်မူဘုန်းကြီးကျောင်းမှာစွန်ကြီးလောင်းလူဝဲရှိတယ်။လာပြီးကျော်တရက်နေ့မနက်၈နာရီမှ10နာရီအထိဖျားသုံးစုရင်ပြင်မှာစတုတီသာကျွေးမယ်။ရွာထဲမှာကာလသားကောင်းကိုတင်စိန်တို့အုပ်စုလဲလိုအပ်တဲ့ကိစ္စအားလုံးအတွက်လူလီသေးမရှိအောင်စီစဉ်နေကြတယ်။တီးစုံပဲကလာဟင်းနဲ့ငန်းပြာရီချက်ကျွေးမယ်။ဘဲဦးနဲ့ငချောက်ကိုတီးစုံဟင်းနဲ့ထဲ့မယ်။ကုန်ကြမဲ့ပတ်စံကိုမနှင်းစိန်ကအားလုံးတာဝန်ယူတယ်။တပေါင်းလာပြည့်နေ့မနက်ပိုင်းမှနေ့12နာရီအထိအခကြေးငွေမယူဘဲတိလို့သမျှဟောကြားပေးမယ်လို့သတင်းနှင့်ထားတဲ့အတွက်ဖျားကုန်းတော်ပေါ်မှာမေးမြန်းမဲ့လူများစီကားနေတယ်။မနက်9နာရီထိုးတာနဲ့ဖျားမိပူဇော်တယ်။အမွှေးတိုင်များဖြစ်ပူဇော်တယ်။ဖျားရည်မြမှာစတုဒီတာအကျွေးမွေရှိတဲ့အတွက်မန်းတပ်များအပြည့်ထိုးထားတယ်။တစောင်းရှိမန်းတပ်အတွင်းမှာလူတွေပြည့်နေတယ်။ကောဘကတာဝန်ယူထားတဲ့ဥပူနီကပြိတ်သက်ငြိမ်အောင်အတန်ပြုတ်လိုက်တယ်။ကဲအခုချိန်ကစပြီးမင်းတို့သိကျင်တဲ့ကိစ္စတွေကအရေးကြီးဆုံးတစ်ခုပဲဆရာမလေးဖြေးမှာတယောက်ကိုတစ်မျိုးပဲမေးရပါမှာမိမိမေးလို့တဲ့ကိစ္စကိုစဉ်းစားထားပါမေးပြီးသိပြီးတဲ့လူကရှေ့ကနေထွက်ပေးရပါမယ်ဆရာမလေးမနှင်းစိန်လဲအစိမ့်နှူရောင်ဝမ်းဆက်လေးဝတ်ထားပြီးတော့ဘဝအစိမ့်လေးပခုံးပေါ်တင်ထားတယ်ခေါင်းမှာစပယ်ပန်းကုန်းများဖွေးနေအောင်ပန်ထားတယ်သူမရှိမှစပွဲတစ်လုံးရှိပြီးတော့နှင်းစီပန်းအိုးလေးတူရှိနေတယ်။သူကခုံပုလေးပေါ်မှာထိုင်ပြီးတော့မျက်လုံးကိုမှိတ်ကမျက်လွှာချသလိုခေါင်းငုပ်ထားတယ်။ဥပ္ပနီကလက်ထောင်ပြလိုက်တယ်။ကဲဦးသန်းမေးလို့ရပါပြီ။ဟုတ်ကဲ့ဆရာမလေးဦးရဲ့ဇနီးကကိုဝန်3ခါရှိပြီပြတ်သွားခဲ့တယ်။အခုကိုဝန်9လရှိနေပြီ။အဲ့ဒီကိုဝန်လည်းပြတ်အောင်မလား။ပြတ်မယ်ဆိုရင်ဘလို့မပြတ်အောင်စောင့်ရှောက်ရမလဲညွှန်ကြားပေးပါ။မစိုးရိမ်နဲ့ဦးသန်းဇနီးအပူအဆက်တွေလုံးဝမစားစေနဲ့ဒီကိုဝန်အဖတ်တင်လိုက်မယ်ယောက်ျားလေးမွေးမယ်ကျေးဇူးတင်ပါတယ်ဆရာမလေးကဲဦးသန်းပြီးနောက်ဦးပါဖေးဟုတ်ကဲ့ဆရာမလေးဦးရဲ့မျက်လုံးတစ်ဖက်ကရက်ပိုင်းအတွင်းမှာပဲဘာမှကြည့်လို့မမြင်တော့ဘူးဘာဖြစ်တာလဲဘာစည်းစားရမလဲလမ်းညွန်မေးပါသွားကြိုက်နေလားညာဘက်အန်သွားထမင်းစားမရအောင်ကြိုက်နေပါတယ်အဲ့ဒီသွားနှုတ်ပစ်လိုက်မျက်ကြောနဲ့ဆက်နေလို့သွားနှုတ်ပြီးတာနဲ့ပျောက်သွားလိမ့်မယ်ဒေါ်လာတင်ဗာမေးမှလဲကျမယောက်ျားဆေးရုံတင်ထားရတယ်ဆရာမလေးဆေးကူတာတဲ့ဈေးလည်းမတက်နိုင်တော့ဘူးပျောက်ဖို့ရောရှိပါသေးရဲ့လားမနေ့မြတင်းကောင်းကြားရမယ်ဆေးရုံရောက်နေတဲ့သမီးနဲ့အတူယောဂပျောက်ပြီးတော့ပြန်လာလိမ့်မယ်ဟာဝမ်းသာလိုက်တာကျွန်တော်နွားနှကောင်လွတ်ကြောင်းထားတာဘလို့မှရှာလို့မတွေ့ဘူးအစာရှာဖွေစားတော့ရင်လည်းဘယ်အထိရောက်သွားပြီလဲတွေ့ဖို့ရောရှိပါသေးလားဆရာမလေးစကြက်ကွင်းကြီးရဲ့မြောက်ဖက်ကိုင်းတော်အလယ်ထဲရောက်နေတယ်3ရက်အတွင်းအပြင်ပြထွက်လာလိမ့်မယ်3ရက်နေရင်ကိုင်းတော်ဆက်ကသွားဆောင်နေတယောက်တစ်မျိုးမေးရင်းနဲ့အချိန်တို့တပြေးပြေးကုန်သွားတယ်7နာရီခွဲပြီးပြီ12နာရီဆိုပြီးပြီလူက90နီးပါးကြံသေးတယ်အောင်တော်မူเจ้าမှစွန်လောင်ပွဲအပြီးလူအုပ်ကဖျားသုံးစုတို့ရောက်လာတဲ့ဖြစ်ရှိတဲ့နာထက်ပူများလာခြင်းဖြစ်တယ်ထို့စဉ်အသက်50ကျော်တိုက်ပုံအနက်နဲ့နှကမ်းမွေးကာကာလူတစ်ယောက်က
ဆီယာမလေးမနှင်းစိန်ကိုမိကုံးတစ်ခုမေးလာတယ်ဆီယာမလေးကအကြအမြင်ရတယ်ဆိုတော့ဒီဖျားကုန်းမှာတိုက်ရှိတယ်ဆိုတာဟုတ်ပါသလားရှင်လူမှုရေးကိစ္စသာပြောပြပါလေဒီကိစ္စတွေမေးလို့မရတယ်လို့ဖြေလည်းမဖြေနိုင်ပါရှိရင်ရှိတယ်မရှိရင်မရှိဘူးပဲဖြေရမှာပါအခုလိုပြောတော့ရှိတယ်လို့ပဲသတ်မှတ်ရမှာပေါ့ကြည့်တာပါပဲထိုလူကြီးကဘလို့ကိစ္စဘလို့ရည်ရွယ်ချက်နဲ့မေးသွားသည်မသိဒါပါပဲဆိုပြီးတော့လူအုပ်ရှိမှထွက်သွားတယ်ထိုလူကြီးထွက်သွားပြီးနောက်10ယောက်ခန့်အမေးအဖြေလုပ်ပြီးတာနဲ့ဟောပြောတဲ့ကိစ္စကိုရပ်လိုက်တယ်ထိုကိစ္စကိုအမေးခံရတဲ့မနှင်းစိန်ကိုယ်တိုင်စိတ်ထဲအနှောက်အယှက်ဖြစ်သွားသလိုအနီးမှာရှိတဲ့မိခင်နဲ့ဖခင်တို့ကလည်းမကြည်မနှက်ဖြစ်ကာရှိနေတယ်ဒေါ်ကျင်လှလည်းတိုက်ကဝင်စားလာတဲ့မနှင်းစိန်အကြောင်းစိတ်ထဲမှာထင်ပေါ်လာတော့တယ်လွန်ခဲ့တဲ့19နှစ်ခန့်ကဖြစ်ပါတယ်မနှင်းစိန်ကိုဝန်စလွယ်စဉ်ကျမဖျားသုံးစုတိုက်ကပါလာပြရစီဆိုတာနဲ့လိုလိုချင်းချင်းလက်ခံခဲ့တယ်ထိုကဲ့သို့အိမ်မက်မပြီးနောက်ကိုဝန်ရလာတယ်တဖြည်းဖြည်းကိုဝန်ရင့်လာခဲ့တယ်မွေးဖွားချိန်တန်တော်လဲမမွေးနိုင်ကိုချစ်ထွန်းကျမကိုဖျားသုံးစုကိုလိုက်ပို့ပေးပါလားဟာအချိန်မတော်ကြီးကွာလာရောင်ရှိတယ်ဆိုပေမဲ့8 နာရီထူးတော့မယ်မရဘူးကျုပ်ဖျားလဲဖူးခြင်းနဲ့စုလဲတောင်းခြင်းနဲ့ရှင်ရအောင်လိုက်ပို့ပေးကိုအရင်မာကြီးနဲ့ရွာပြင်ကဖျားကိုလိုက်ပို့ရန်စိုးနေတယ်ဘိုက်ထဲကခလေးကြောက်ချစ်ချင်းချင်းဖြစ်ပြီးတော့သွားချင်နေတာဆိုရင်သူမပို့ဝေးဘူးဆိုပါကပြဿနာရှာပြီးတော့တယောက်တည်းထွက်သွားနိုင်တယ်သူကြောင့်ဦးချစ်ထွန်းလဲဓမီဆွဲပြီးဇနီးကိုလက်ကတွဲကဖျားကုန်းဘက်ခေါ်ခဲ့တယ်ဒေါ်ကျင်လာကအသက်45နှစ်ရှိပြီနောက်ဆုံးကလေးဖြစ်မယ်ရှေ့မှာ2ယောက်မွေးပြီးတော့1ယောက်ပဲအဖက်တင်တယ်1ယောက်ကယောက်ျားလေးအဝေးမှာအလုတ်သွားလုပ်နေတယ်လင်မယား2ယောက်လည်းအနီးမှာရှိနေမဲ့ကလေးကိုအလွန်ပဲလိုချင်နေတယ်လင်မယား2ယောက်တမီအလင်းရောင်နဲ့ဖျားကုန်းစီရောက်လာခဲ့တော့တယ်ဖျားကုန်းကပေ30ခန့်မြင့်တယ်ကျုပ်အပေါ်မတက်နိုင်တော့ဘူးဒီရပဲဖျားကိုရှစ်ခိုးတော့မယ်ဟုပြောကလင်ကားအထစ်30နီးပါးကိုမတက်တော့ပဲကုန်းချီရင်းမှာဒူးထောက်ပြီးတော့ဖျားကိုဝစ်ပြုတ်နေတယ်ရှင်ဖျားရှိရသွားပြီးတော့ဖျောင်းနိုင်တဲ့အမွှေးတိုင်းထုံးပေးပါကျမဒီရပဲအာယုံပြုလို့ဆူတောင်းပြီးရှစ်ခိုးတော့မယ်ဟာနေလို့ဖြစ်ရဲ့လားသွားပါစိတ်ချလက်ချသွားစီမီပူဇော်အမွှေးတိုင်းပူဇော်ပြီးဖျားရှစ်ခိုးပြီးမှပြန်လာခဲ့ကဲမင်းနေလို့ဖြစ်ရင်လည်းသွားမယ်ဦးချစ်ထုံးကဖျားကုန်းတော်ပေါ်တက်သွားတယ်ဦးချစ်ထုံးကဖျားမီပူဇော်ပြီးဖျားကိုရှစ်ခိုးတယ်အရှင်ဖျားမကျင်လာရဲ့ကိုဝန်အောင်မြင်မြင်မွေးနိုင်အောင်စောက်ရှောက်ပေးတော်မူပါဖျားဟုဆုတောင်းလိုက်တယ်ဒေါ်ကျင်လာကလည်းဖျားရှင်ထံမှာဆုတောင်းတယ်လို့သူရှိရာပို့လိုက်တဲ့တိုက်ထဲမှဆံရပန်ရတို့ကိုလည်းမေတ္တာပို့အားဆုတောင်းတယ်တိုက်ထဲမှာရှိတဲ့စောက်ရှောက်သူများကျမရဲ့ကိုဝန်အောင်မြင်မြင်မွေးဖွားလို့ရအောင်ကိုကြီးစောက်ရှောက်ပေးတော်မူကြပါဟု၍တိုင်တယ်လိုက်မိတယ်ထို့စဉ်ဒေါ်ကျင်လာအနီးမှာမွေးကြိုင်တဲ့အနံ့တွေလွှမ်းကြိုင်လာပြီးတော့ဘာမှမပူနဲ့သမီးလေးအောင်မြင်မြင်မွေးစေရမယ်လူမမြင်ရပဲအတန်ကြားရတယ်လို့လူကိုတစုံတစ်ယောက်ကဆွဲလှည့်လိုက်တယ်လို့ဖြစ်ကမြေပြင်ပေါ်အသာလဲကျသွားတယ်ထိုးစဉ်ဖိုက်အားတစုံတစ်ယောက်ကပုတ်တက်ပေးတယ်လို့အထီးအတွေ့ကိုရုတ်တရက်ခံစားလိုက်ရတယ်ဘုရားကုန်းတော်ပေါ်မှပြန်ဆင်းလာတဲ့ဦးချစ်ထွန်းလဲလေကား10ထစ်လောက်အရောက်မှာခလေးအောင်ငုံတန်ကြားလိုက်တဲ့ဖြစ်ဓမီထိုးပြီးတော့ကြံတဲ့လေကားအထစ်20ကိုဘလို့ဆင်းခဲ့မှန်းမသိလဲနေတဲ့ဇနီးရှိရာသို့ရောက်လာပြီးမကျင်လှခလေးပြီးဖွားလိုက်ပြီကျမထံရကလဲသွားပြီးတော့ဝန်းထဲကခလေးလဲအပြင်ရောက်သွားတာပဲဟာဖျားမတာပဲကွာမွေးချိန်လုံနေတဲ့ခလေးဖျားလာဖူးမှာပဲမွေးတော့တယ်ဒီနေ့စနေနေ့နော်အချိန်ကတော့9 နာရီဝန်းကျင်လောက်ပဲရှိမယ်အိမ်ရောက်မှပဲနာရီကြည့်ရမှာပဲ
ရှင်းလင်းတုတ်တင်ပြီးတော့ကလေးကိုပွေ့ချီကအိမ်တို့တဖြည်းဖြည်းပြန်လာခဲ့တယ်တိုက်ထဲရရှိတဲ့လူတွေကိုပါဇက်ကပြောပြီးတော့တောင်းပန်လိုက်တာတိုက်ချုပ်မယ်တော့လားမသိဘူးရောက်လာတယ်ဘာမှမပူနဲ့ဆိုပြီးတော့ကျုပ်ဘက်ကိုလက်နဲ့တက်ချလိုက်တာကလေးကိုမွေးတော့တာပဲသမီးလေးကံကောင်းပါပါဒေါ်ကျင်လာသည်နှကမ်းမွေးနဲ့လူကြီးတက်ရှိလာမေးသွားကြတဲ့ကစိတ်အနှောက်အယှက်ဖြစ်ပြီးတော့သမီးလေးမနှင်းစိန်လေးရဲ့လားရာကိုစဉ်းစားမိသွားတယ်။အိုးသမီးလေးကံကောင်းပါပါ။ဘာပြောရဲမကျင်လား။အော်သမီးလေးမွေးဖွားစဉ်ကအကြောင်းတွေးမိပြီးတော့ပါဇက်ကလှုပ်ကနေထွက်သွားပါပါ။စောစောကလူရဲ့စကားကိုမကြည်မနှက်ဖြစ်နေတာ။အေးတိုက်เสียပုံစံမျိုးပဲ။အဲ့ဒါကြောင့်သမီးလေးအတွက်စိုးရိမ်တာပေါ့။တိုက်ကလာမှန်းသိရင်ဖမ်းချုပ်နှောင်ပြီးတော့မီလာဆန်လာလုံးမှာစိုးရတယ်။ဟာလက်လို့စပယ်လုံးလို့ရမလားကွာ။သမီးလေးမှာတို့လင်မယားအနီးမှာရှိသလိုတရွာလုံးနဲ့သမီးလေးကိုအားကိုးနေကြတာ။တခုခုဖြစ်ရင်လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးကွာ။ပေါ်ပေါ်တင်နေရင်ဆိုင်ကြုံရရင်တော့ဟုတ်တာပေါ့။သူတို့ကပညာတွေနဲ့လှုပ်လာမှာပဲစိုးရိမ်တာ။အေးတို့ကထင်ကြီးနဲ့စိတ်ပူနေတာကွာ။တိတ်လဲစိုးရိမ်မနေပါနဲ့ကွာခါတိုင်းလိုပဲပုံစံမပြတ်နေပါဟုတ်တယ်ကျုပ်တို့ကပူပြန်ပြနေလို့ရှိရင်သမီးလေးအနေတိုင်းစိတ်ကျဉ်ကျက်နေမယ်ပုံမှန်အတိုင်းပဲနေကြတာပေါ့နှစ်ယောက်သားစကားဖြတ်ပြီးတော့စတုဒီတာကျွေးရန်စီစဉ်နေသူများအနီးသို့ရောက်သွားပြီးစကားလဲပြောဝိုင်းလဲလုံနေကြတော့တယ်မနှင်းစိန်လဲမိန်းကလေးတစုနဲ့ဖျားတစ်စောင်းထဲမှာရှိနေတယ်ဖျားငါးစုရွာအလဲပိုင်းဥဖို့ကွန်ဒေါ်တက်တင်တို့အိမ်မှာမနှင်းစိန်ကိုတိုက်ရှိလားလို့မေးသွားတဲ့အသက်50ကျော်ခန့်လူကြီးရောက်နေတယ်။ထိုလူကြီးကဒီရွာသားမဟုတ်အထက်အညာဒေသမှဟုဆိုတယ်။လွန်ခဲ့တဲ့နှစ်ခါမှမိတ်ဆွေဖြစ်ခဲ့တဲ့ဥဖို့ကွန်တို့လင်မယားပဲထိုလူရဲ့နေထိုင်ရာဒေသကိုမသိသေးအညာဒေသကလာလို့အညာသားဟုမှတ်နေရတယ်။ဥဖို့ကွန်ရဲ့တူကျော်လွင်မိတ်ဆက်ပေးတဲ့အတွက်အသိမိတ်ဆွေဖြစ်ခဲ့ခြင်းဖြစ်တယ်။ဒေါ်တက်တင်ကလည်းမနှင်းစိန်ကိုစီးပွားဝင်လူသူတယောက်အဖြစ်အမြင်မကြည်မလင်ဖြစ်နေတယ်။ဒေါ်တက်တင်ကနဂရောအလုံးနဲ့အသက်မူဝမ်းကြောင်ပြုနေသူဖြစ်ပါတယ်။ရွာမှပယောကနှောက်ယှက်ခံရသူများလူမှုရေးကိစ္စများပစ္စည်းပြောက်တဲ့ကိစ္စများပါမကြံဟောပြောပေးရင်းနဲ့စီးပွားရေးလမ်းကောင်းနေသူဖြစ်တယ်။လွန်ခဲ့တဲ့3နှစ်ခန့်ကစပြီးတော့ရွာထိပ်ဖျားသုံးစုရင်ပြင်မှာမနှင်းစိန်လေးဟောကန်းဖွင့်ပြီးတော့ဟောပြောခဲ့တဲ့နောက်ပိုင်းဒေါ်သက်တင်ရဲ့မိတ်များမနှင်းစိန်တန်ရောက်သွားတယ်။မိတဲ့ကိစ္စတိုင်းမှန်အောင်ဖြေကြားနိုင်တဲ့အတွက်နမဲရလာသလိုဒေါ်သက်တင်တယောက်နက်ကနာပွဲရှိမှသာနက်ကပြီးတော့ဝင်ငွေရရှိတော့တယ်။မနှင်းစိန်ကြောင့်သူ့စီးပွားပြတ်တယ်လို့မကြာခဏမြည်တွန်းနေတတ်သလိုမနှင်းစိန်ကိုလည်းမကောင်းကြံစီဖို့အမြဲစဉ်းစားနေသူဖြစ်တယ်။ယခုသူတို့အိမ်ပေါ်သို့တိုက်เสียဆိုသူရောက်လာတယ်။ဆရာနာမည်ကကြောက်ပွင့်ဟုပြောတယ်။စီတလုံးကြောက်ပွင့်ဟုအညာတကြောမှာနာမည်ကြီးနေသူဟုလည်းဆိုသဖြင့်ဥဖိုးကွန်းနဲ့ဒေါ်တက်တင်တို့လည်းဆရာစီတလုံးကြောက်ပွင့်ကိုနာမည်နဲ့ပင်အထင်ကြီးနေခဲ့တယ်။အေးဖျားသုံးစုနောက်ဖက်ထီးတော်စောင်းနေတဲ့ဇေဒီအောက်မှာတိုက်ရှိတယ်။မင်းညာကအဲ့ဒီဘက်လျှောက်သွားပြီးတော့တိုက်ရှာတဲ့မန်တန်ရွတ်လိုက်တာ။တိုက်ရှိတဲ့နေရာကမိခိုးဖြူဖြူလေးတွေထွက်လာတယ်။တိုက်ရှိတာလုံးဝတေချာသိလိုက်ရတယ်။ဒါကြောင့်ဒီနေ့တိုက်ကဝင်စားပြီးတော့အချားမြဟောနေတဲ့မိန်းကလေးကိုမေးခွန်းတစ်ခုမေးကြည့်လိုက်တာ။ဘာမှမမေးဖို့လေကန့်ကွက်တယ်။တိတ်တေချာသွားတာပေါ့။ဒါဆိုဆရာဘရော့တိုက်တူးမှလဲဟာချက်ချင်းတူးလို့မဖြစ်သေးဘူးအချိန်အတိုင်းတာတစ်ခုထိတော့စောက်ရအောင်မယ်ဟာတိုက်ရှိမှန်းလဲသိပြီးဆရာကတိုက်ဆရာလည်းဖြစ်တယ်ရွှေဘုံပေါ်ဆန်ရမယ့်ကိစ္စဘာလို့အချိန်ဆွဲနေအောင်မှလဲဟာဒီကိစ္စကဟာကွက်မရှိအောင်တိတိကျကျစီစဉ်ရမှာကိုရီလောက်တာဘယ်သူမှသိလို့မဖြစ်ဘူးဒီဖျားကုန်းတော်ပေါ်လူသူမရောက်မလာဖြစ်တော့မှဖြစ်မယ်ကွာဟိုနင်းစိန်ဆိုတဲ့ကောင်မကိုရှင်းပြပေးရမလားဆရာဘာဖြစ်ရှင်လဲပြောပါ
အဲ့ဒီဆီယာမမရှိလို့ဖျားကုန်းတော်ကိုဘယ်သူမှမလာလီကောင်းလီပေါ့ကျုပ်တစ်နှစ်တိတိအချိန်ပေးမယ်ဒီတစ်နှစ်အတွင်းမှာဖျားကုန်းတော်ဘောကိုဘယ်သူမှမလာခြင်းအောင်ဖြစ်နေပါစေကျုပ်ပြောတဲ့အတိုင်းဖြစ်ရင်တိုက်ဖော်လို့ရတဲ့ရွှေငွေရတနာ9 ပုံတပုံပေးမယ်မနဲ့ဘူးလားဆရာနည်းနည်းတိုးပေးပါဦးဟာကျုပ်ကတိုက်ဆောက်တွေတက်စီတရေတစ်ဖက်တွေနဲ့ရင်ဆိုင်ရမှာပြီးရင်တိုက်နှန်းရှင်တွေနဲ့ရင်ဆိုင်ရအောင်မှာအသက်နဲ့လောင်းကြီးထပ်ပြီးလောက်ရမှာရွှေငွေရတနာတွေ9 ပြည်သားလောက်ရရင်ခမားတို့တပြည်ရမှာလीတိုက်ကြီးရင်ဒီထက်2 ဆ 3 ဆရမှာအနည်းဆုံးရွှေငွေရတနာတပြည်သားရလဲမနှဲပါဘူးဆရာဒီနေ့အချိန်ပြီးမှဆိုရင်ဒီတစ်နှစ်အတွင်းဖျားတစ်စောင်းကိုပါချိတ်ပိတ်ပြီးသားဖြစ်နေစေရမယ်ခမားတို့ဘာပဲလုပ်လာမဲ့တပေါင်းလာမှာကျုပ်ပြန်လာခဲ့မယ်တိုက်လာဖို့မယ်အားလုံးတေးကြအောင်သာလှုပ်ထားဆရာကြောက်ပွင့်လဲဖျား9 စုရွာမှာ3 ရက်ခန့်နေထိုင်ပြီးတော့ပြန်သွားတယ်ဥဖိုးကုန်းလဲတိုက်ဆရာပြန်သွားတာနဲ့အချိန်ကောင်းစွာရသေးတာမှုဖျားကုန်းတော်မှာလူရှင်းရန်မြည်တို့လှုပ်ရင်ကောင်းမလဲလို့ဇနီးဖြစ်သူနဲ့တိုင်ပင်နေသူမှာအပေါင်းအသင်းများစွာရှိတယ်ဥဖိုးကုန်းကနဂနာပွဲရဲ့ဆိုင်းဆရာဖြစ်တယ်ဒေါ်သက်တဲ့နဂနာကတဲ့ပွဲခွင်တိုင်းလိုက်တိခတ်ပြီးရမှဒေါ်သက်တဲ့နဲ့အိမ်အောင်ကြခဲ့ခြင်းဖြစ်တယ်အိမ်အောင်သက်က10 နှစ်ကျော်ရုံရှိသေးတယ်ခလေးတယောက်မှမရခဲ့အခုသူတို့အသက်50ကျော်ခဲ့ပြီခလေးလူချင်းပေမဲ့မရခဲ့ခြင်းဖြစ်ပါတယ်နတ်ပွဲမရှိရင်ဆိုင်းအဖွဲမှထင်ပေါ်နဲ့ထရီဆိုင်ရောက်နေတတ်တယ်ကြက်လဲတိုက်တယ်ဖေးဝိုင်းလဲထိုင်တတ်တယ်အရက်ကလည်းမလွတ်တို့ကြောင့်ဥပုပ်ကုန်းမှာဒူးစီရိုင်းနဲ့မကင်းတဲ့အပေါင်းအသင်းများစွာရှိတယ်ယခုသူ့အကြံကိုအကောင့်ထဲဖော်ရင်သူ့ကိုကူညီမဲ့သူများစွာရှိတာကိုသိထားတယ်အချိန်အခါမဟုတ်သေး၍အကူအညီတောင်းစရာမလိုသေးလူတဲ့အခါခေါ်သုံးလိုက်ရုံသာဖြစ်တယ်ရက်တွေတည်းရပီတီရကုံသွားတယ်ကစုံလာတဲ့ရောက်လာတယ်မနှင်းစင်တယောက်ချစ်သူတက်တန်းတစ်နှစ်ခန့်ချစ်ခဲ့ရသူကိုအောင်ဖြိုးနဲ့လက်ထပ်ပွဲကျင်းပပြစ်သွားတယ်ရွာထဲမှာစီကားတဲ့မင်္ဂလာပွဲတစ်ပွဲဖြစ်ခဲ့ရတယ်ကိုအောင်ဖြိုးကအလေတန်းပြကျောင်းဆရာလေးဖြစ်ပါတယ်ကျောင်းပိရက်တွေရောက်တိုင်းဖျားကုန်းတော်ပေါ်မှာလာအချိန်ဖြုံးရင်းနဲ့မနှင်းစိန်လေးနဲ့ချစ်ကျူးသွယ်မိခြင်းဖြစ်တယ်ယခုတော့ချစ်သူ2 ဦးရွှေလက်တွဲ၍ပေါင်းသင်းခွင့်ရသွားတော့တယ်အိမ်တော်တွေဖြစ်သွားပေမဲ့မနှင်းစိန်ကြီးကတော့ဖျားကုန်းတော်ပေါ်မှာသာအချိန်ကုန်လွန်စေခဲ့တယ်သူမရဲ့ဟောကန်းမှာလည်းလူမပြတ်စီကားလေးရရှိတယ်အခါကြီးရက်ကြီးဥပုံနေတိုင်းနေ့တဝက်အလကားဟောပြောပြီးတယ်တပေါင်းလားပြည့်ကစုံလားပြည့်ဝါစုလားပြည့်တရင်ကျော်လားပြည့်တစောင်းမုန်းလားပြည့်ရက်များမှာကုသိုလ်ပြည့်အခမဲ့နေ့ဝက်ဟောပြောပြီးခဲ့တယ်ဒိုရက်များဆိုရင်ကုန်းတော်ပေါ်မှာတိုးမပေါက်အောင်စီကားလေးရရှိတယ်အခမဲ့ဟောပြောပြီးတယ်ဆိုပေမဲ့ဟောပြောခြင်းကိုသဘောကျသူများရောဖျားဘူးလာရောက်သူများရောလူရန်မှုကပုံမှန်ရက်များထက်များစွာရရှိတယ်အချိန်3 နာရီအကန့်အသတ်နဲ့မှုနောက်ပိုင်းရောက်သူများမေးခွင့်မရကြထို့ကြောင့်9 နာရီမှစဟောမယ်ဆိုတော့လဲမေးမြန်းမဲ့သူများကမိုးလင်းတာနဲ့ရှေ့ပိုင်းနေရာရောက်အောင်လာထိုင်စောင့်နေကြတယ်ဒုကဲ့သို့ဘုရားကုန်းတော်ပေါ်မှာလူကြိတ်ကြိတ်တူဖြစ်နေလေဥဖိုးကုန်းဒေါ်သက်တင်တို့လေမယားကြိတ်နိုင်ခဲမရဖြစ်လေရှိတော်တယ်တော့အကျန်အခုဒီမစသေးဘူးလားဒီကောင်မကြောင့်ကျုပ်စီးပွားလဲပြက်နေပြီဒီကောင်မမရှိမှအေးမယ်ဟောဒီမိုးတွင်တော့ဟောစားပါစီအောင်တရင်ကျော်တစောင်းမုံရောက်ရင်ဘုရားကုန်းတော်ပေါ်လူမရှိစေရဘူးစိတ်ချနေငါမှအကြံရှိတယ်ဟိုအညာသားဆရာကလည်းလှုပ်ဆရာရှိတာစောစောလှုပ်တာမဟုတ်ဘူးအချိန်တစ်နှစ်ဆွဲသွားရသေးတယ်ဟဲ့ငါတို့ကစိတ်ဆိုးပြီးတော့လောနေတာသူတို့လိုပုံကိုယ်တွေကအချိန်အခါအခွင့်အခါကိုတွတ်တက်ချက်တက်တယ်ကွာဒီနှစ်လုပ်ငန်းလုပ်ကန်ရင်အခါအခွင့်မကောင်းလို့ကောင်းတဲ့နှစ်ကိုရွေးလိုက်တာဖြစ်မှာမို့တစ်နှစ်ကဘာကြတာမှတ်လို့အခုပဲနေုံလာကုန်တော့မယ်ဟိုစီယာပြောတော့တဲ့ရန်နာတွေပြည်တော်နဲ့ရမယ်ဆိုလို့ကျုပ်ခဏခဏအိမ်မက်တွေမှတ်နေမိတယ်အေးတိုက်ကြီးကြီးနဲ့တိုးလို့ကတော့အချီကြီးရမှာကွာတိုက်เสียရောက်လာလို့တိုက်တူးဖို့သွားရင်ရှင်လိုက်သွားဒါမှရန်နာတွေဘလောက်ရလဲသိရမှာတယောက်မှပါမသွားရင်ဆရာပါဇက်ကပြောတဲ့လောက်ပဲရမှာ
စိတ်ချဆရာဘက်ကမယိုးမသားလှုပ်လာရင်အဲ့ဒီစီကလည်းအညာပြန်မရောက်စီရဘူးဘာမှပူမနေနဲ့ငါတို့အလုတ်ကြီးအကန်ကြီးလောက်ကင်ပြီးမှတော့အရှုံးမရှိစေရဘူးအရှုံးမရှိသလိုအမှားလည်းမဖြစ်စေနဲ့တော့ကြဘာမှမရပဲရဲလက်ထဲရောက်နေဦးမယ်အေးပါကွာအချိန်တွေအများကြီးရှိပါသေးတယ်ငါလှဆူးတို့တင်ညွန့်တို့နဲ့ချိန်ထားတယ်တောင်းမယ်ဒီကောင်တွေရောက်နေလောက်ပြီရှင့်မလဲအမြဲအပြင်ထွက်မဲ့ကိစ္စကပေါ်နေတော့တာပဲအခုပဲလေထရီဆိုင်လားရက်ဆိုင်လားဟာသိချင်ရင်လိုက်ခဲ့လေကျုပ်ကစိတ်မခေါ်နဲ့နဂတော်လှုပ်လာတာအရက်မျိုးစုံမရွေးဘူးအေးအခုတော့ရေတောက်ပြီးနေခဲ့လိုက်ငါထရီဆိုင်မှာရှိမယ်ဥဖို့ကွန်းလဲခမောက်ဆွဲဆောင်ပြီးတော့အိမ်ပေါ်မှာဆင်းတော့တယ်ဒေါ်သက်တင်လဲအိမ်ပေါ်မှာမြည်တွန်တောက်တီးရင်းနဲ့ကြံခဲ့တော့တယ်ကိုအောင်ဖြိုးတယောက်ထမင်းကြိုက်လေးဆွဲပြီးချစ်စနီးမနှင်းရှိရာဖျားသုံးစုတို့ထွက်လာခဲ့တယ်ဒီနေ့ကြောင်းပိတ်တော်မို့မနှင်းစိန်နဲ့အတူနှိလေစာစားရန်ထမင်းကြိုက်ဆွဲပြီးလာခဲ့ခြင်းဖြစ်တယ်ဒေါ်ဒလင်းလာကကုံတော့မယ်မကြခင်သတင်းကျွတ်လာတဲ့ဝင်ရောက်မယ်အိမ်တော်သက်9လရှိခဲ့ပြီမနှင်းစိန်မှာသူတို့2ယောက်ရဲ့ရင်သွေးလေးပင်ဘိုက်ထဲမှာ3လအတွင်းသို့ရောက်ခဲ့ပြီတစောင်းမုံလာကုံဆိုရင်ကို9လကျော်တဲ့ရောက်ပြီမယ်ကိုအတွက်အညောင်းထိုင်၍မဖြစ်တို့ကြောင့်ထိုလာမှစပြီးတော့ခလေးမွေးဖွားတဲ့အချိန်ထိဟောကန်ကိုပိတ်ထားခိုင်းမယ်လို့စိတ်ကူးထားတယ်။ကုန်းတော်ဘော်ကိုရောက်လာခဲ့တယ်။ရင်မြင်ပေါ်မှာလူ4ယောက်ခန့်တွေ့ရတယ်။ဖះမှာအမြဲတာဝန်ယူပြီးတော့စောက်ရှောက်နေတဲ့ဦးလေးစိန်ကမနှင်းစိန်နဲ့စကားပြောနေတယ်။ဦးလေးစိန်ကအသက်80ကျော်ပြီးမနှင်းစိန်နဲ့ဆွေရိတ်မျိုးရိတ်တော်သူဖြစ်တယ်။မနှင်းစိန်ဖះကုန်းမှာဟောကန်ဖွင့်ပြီးမှဖះကိုစောက်ရှောက်ရင်းနဲ့ကောဘကလူကြီးအဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။ဟောမောင်အောင်ဖြိုးထမင်းလာပို့တယ်။ဟုတ်ကဲ့ចောင်းပိတ်ထားလို့ကျွန်တော်ပါအတူစားမလို့ထည့်လာခဲ့တာ။ဦးစိန်ရောထမင်းချက်ရောက်ပြီလား။ဒီအချိန်ဘယ်တော့မှမရောက်ဘူး။10နာရီခွဲနောက်ပိုင်းလောက်မှရောက်နေကြ။ဒီနေ့တမနက်လုံးမိုးကောင်းနေလို့လူသိမ့်မလာဘူး။စောစောကမှမိုးတိတ်တာ။ကျွန်တော်လဲမိုးတိတ်မှထွက်လာခဲ့တာ။အမေဘာဟင်းတွေထည့်ပေးလိုက်လည်းမသိဘူး။မင်းညနေကအမေငခုတွေရွာထဲကဝယ်လာတာတွေ့တယ်။ငခုကိုဘယ်လိုချက်မလဲမသိဘူး။ကြော်နှက်ဖြစ်ဖို့များတယ်။အေးကဲစကားပြောကြ။ဦးလေးကုန်းတော်ဘက်ရှောက်လိုက်အောင်မယ်။ဟုတ်ကဲ့ဦးလေးစိန်။ဖះရင်မြင်မော်တတိထားရှောက်တော့ကြောက်ပြားတွေပေါ်ချော်လဲအောင်မယ်။ဦးလေးစိန်ကအသက်80ကျော်ပေမဲ့ပိမိန်ပါပါတွတ်လက်လက်ဖြစ်ပါတယ်။ထိုင်ယာမှထပြီးထွက်သွားတယ်။ဒီနေ့ဘယ်နှယောက်လာလဲ9ယောက်တော့လာပြီးသွားပြီမနက်ကုန်းတော်ပေါ်ရောက်ချင်းလင်မယား2ယောက်စောင့်နေတာသူတို့မေးပြီးပြန်သွားတော့မိုးရွာတာနဲ့လူမလာတော့ဘူးစောစောကမိုးအတိတ်မှာလူ4ယောက်ရောက်လာတယ်မနှင်းစိန်ကရင်းမြင်တော်မှာရှိနေတဲ့အမျိုးသမီး3ယောက်နဲ့အတော်ကြီး1ယောက်ကိုပြရတယ်သူတို့ထဲက3ယောက်မေးကြတယ်လူမှုရေးစီးပွားရေးအိမ်အောင်ရေးတွေပါပဲတစောင်းမုံလာကုန်ရင်ဟော်ဒီပိုက်တွေကခလေးအတွက်အနားယူရမယ်ဟုတ်လားမွေးပြီးဖွားပြီးတော့ကျဉ်းမှာဖြစ်မှဟောကန်ပြန်ထိုင်ရမယ်တစောင်းမုံလာဆို9လပဲရှိသေးတာကို9လလောက်မှနားပြရစီဒီလောက်အရေးကြီးတာလည်းမဟုတ်ဘူးပတ်စံလည်းလုံးနေတာမဟုတ်ဘူးကွာကျမ်းမာရေးကအရေးကြီးလို့ပြောနေတာကဲပါ2လလောက်ကျန်ပါသေးတယ်အနားယူဖို့ကိစ္စနောက်မှပြောကြတာပေါ့သမင်းစားပြီးတော့ပြန်မလားဒီနေ့ကြောင်းပိတ်တယ်လေတစ်နေ့လုံးနေမယ်ညနေဟောကန်ပိတ်မှအတူတူပြန်မယ်နှစ်ယောက်သားရောက်တဲ့ရစကားထိုင်ပြောနေကြတယ်မိုးလေးကတပွဲပွဲရွာလာတယ်တရင်ကျော်လာပြီးမိုးမရွာပါစေနဲ့ဆူတောင်းနေရတယ်မိုးရွာရင်လုံးမဲ့အစီအစဉ်တွေပြတ်တော့မှာပဲဘာလို့လုံးမလို့စီစဉ်နေရလဲစီမီ9000ပူဇော်မလို့ဦးလေးစိန်တို့ဂောဘကအဖွဲတွေနဲ့တိုင်ပင်ထားတယ်စီမီထုံးမှုစီလိုတလောက်လူငယ်လို့တောင်းဝန်ယူထားတယ်ဓမ္မစကြာအဖွဲတွေလည်းညဦးပိုင်းမှာရုပ်ဖက်ကြလိမ့်မယ်ကောင်းပါတယ်ကောင်းတဲ့အလုပ်လုပ်တာမဟုတ်မိုးမင်းကြီးကလည်းမရွာပဲနေပြီးမှာပါမိုးမရွာအောင်ရှင်ဥမကုတ်တော်ကိုလိုမြက်ကြီးကိုပွဲပေးပြီးတော့ဆူတောင်းကြတာပေါ့လူကြီးတွေစီစဉ်မှာပါဘာပဲဖြစ်ဖြစ်မီထုံပူဇော်ပွဲလေးအောင်မြင်မြင်ပြီးသွားစေဖို့ပဲအချိန်တို့တပြေးပြေးကုန်သွားတယ်9နာရီလဲထိုးပြီးနှစ်ယောက်သားဦးလေးစိန်ကိုနှုတ်ဆက်ပြီးဖျားကုန်းတော်ပေါ်မှာဆင်းလာခဲ့တယ်ဦးလေးစိန်ကည9နာရီလောက်မှဟ
ဖျားတစ်စောင်းကိုတော့ခတ်ပြီးတော့အိမ်ပြန်มาဖြစ်တယ်ဖျားမှာအဆောင်မထားတကူလဲခိုးစရာမရှိနေ့စဉ်အလူခံရငွေကိုည6နာရီကောဘကလူကြီး2ယောက်ခန့်ရောက်လာပြီးတော့ဦးလေးစိန်နဲ့အတူအလူခံပုံးဖွင့်ပေါက်ကပတ်စံရီတွက်ပြီးတော့ဗန္နာရီမှုထံအပ်၍ဖျားကုန်းတော်ပေါ်မှာပြန်ကြတယ်ရာသီဥတုတာယာတဲ့ရက်များလာပြည့်ရက်များဆိုရင်ဖျားကုန်းတော်ပေါ်မှာည8နာရီ9နာရီခန့်အထိလူမပြတ်ရှိနေတတ်တယ်သူ့ဖြစ်တရက်ပြီးတရက်ကုန်သွားတယ်တရင်ကျော့လာပြီးနေပင်ရောက်လာခဲ့ပြီရွာထဲမှာလူငယ်လူရွယ်များရွာနဲ့ဖျားကုန်းတော်လမ်းတစ်လျှောက်မီးထွန်းရန်ပြင်ဆင်နေကြတယ်မိန်းကလေးများကလည်းစီမီးကွက်များအတွင်မီးစာထဲ့သူစီဖြည့်သူတို့နဲ့အလှရှုံနေကြတယ်မနှင်းစိန်တို့တမိသားစုလုံးဖျားကုန်းတော်ပေါ်မှာရောက်နေကြတယ်ဖျားသုံးစုလုံးမီးပူဇော်ရန်ပြင်ဆင်နေကြတယ်ထို့အချိန်ဒေါ်တက်တင်တယောက်တကားလန်ဝင်ပလတ်စတစ်ပုံတစ်လုံးဆွဲပြီးဖျားကုန်းတော်ဘက်သို့လာနေတယ်ခရော်ကြီးဒေါ်တက်တင်ဦးဖိုးကွန်ကြီးအတွက်အရက်ပုံသွားဆွဲခဲ့တာလားကျုပ်တို့ကိုလည်းမျှဝေသွားပါဦးဟဲ့ငရဲလာမဲ့ကြော်ဦးဒီပုံးကဖျားမီးပူဇော်ရအောင်စီသွားလှူမလို့မပြောခင်အရင်မေးပါဦးမသိပါဘူးဗျာပုံးတွေပလင်းတွေမြင်ရင်ဥဖိုးကုန်းကိုပဲသတိသွားရတယ်ဗျနင်တို့အလိုတူအလိုပါရီဒီရက်မှာကုသိုလ်ယူရမှာဒေါ်သက်တယ်ကုန်းတော်ပေါ်တက်လာခဲ့တယ်ကုန်းတော်ပေါ်မှာစီမီထွန်းတော့မယ်ရင်ပြင်ကြောက်ပြားပေါ်နဲ့ဒတိုင်းပေါ်မှာစီမီခွက်တွေလိုက်ချနေတယ်တချို့ကစီလိုက်ဖြစ်နေတယ်စီဖြစ်တဲ့စီပုံးများနေရာမှာမနှင်းစိန်ကတာဝန်ယူပြီးစီစဉ်ပေးနေတယ်တကားလန်ဝင်စီပုံး9ပုံးခန့်အနီးမှာရှိနေတယ်ဒေါ်သက်တင်လည်းမရောက်မလဲနဲ့သူ့စီပုံးကိုမနှင်းစိန်ဘေးကစီပုံးများနဲ့အတူရော၍ထားလိုက်တယ်အခြေအနေကိုမိန်းကလေးများနဲ့ရောပြီးအကဲခတ်နေတယ်သူ့အနီးမှာမိန်းကလေးများမီးလိုက်ထွန်းရန်ထွက်သွားစဉ်မနှင်းစိန်အနီးမှာမိန်းကလေး2ယောက်ခန့်သာရှိတော့တယ်အတော်သက်တင်လည်းအကြံနဲ့စီမီကွက်ကိုကန်ပြီးမနှင်းစိန်ဘေးကမိန်းကလေးကိုဝင်တိုက်လိုက်တယ်ခြေထောက်ကသူချထားတဲ့စီပုံးကိုခတ်ပြီးလဲအောင်လှုပ်လိုက်တယ်မိန်းကလေးနဲ့တိုက်ပြီးသူ့လက်ထဲမှာကင်ထားတဲ့စီမီကွက်လွတ်ကျအောင်လှုပ်လိုက်တယ်ဟင်ဘာနဲ့လဲတက်စီနဲ့စောက်ကြောက်ထိုင်ပြီးတော့စီမီခွက်များစီဖြည့်၍ချပေးနေတဲ့မနှင်းစိန်ခြေထောက်အောက်သို့ဓာတ်စီတွေစီးကျလာတယ်။သူတိလိုက်၍ထမယ်ပြုစဉ်ဒေါ်သက်တင်လက်ထဲမှလွတ်ကျသွားတဲ့မီးတောက်ကဓာတ်စီငွေ့နဲ့ထိတွေ့ပြီးမနှင်းစိန်ကိုမီးထဆွဲတော့တယ်။အကြံရှိတဲ့ဒေါ်သက်တင်ကမီးလွတ်အောင်ရှောင်လိုက်သလိုသူနဲ့တိုက်မိတဲ့မိန်းကလေးကိုလည်းမီးလွတ်ရာစောင့်ဆွဲလိုက်တယ်။ဓာတ်စီကမနှင်းစိန်ခြေထောက်နှစ်ချောင်းအောက်မှာအိုင်ထွန်းသွားတာမှုခန္ဓာကိုယ်ကိုပါတက်ဆွဲလောင်တော့တယ်ဝတ်ထားတဲ့ဝတ်စားကလည်းနိုင်လွန်ချီမှုမီးဆွဲတာနဲ့အသားမှာကတ်သွားတယ်ဂါလံဘုံထဲမှာဓာတ်စီ9ပလင်းမျှပါလာတဲ့အတွက်မနှင်းစိန်တစ်ခုလုံးလူလုံးပျောက်သည့်အထိမီးဆွဲလောင်သွားတယ်မီးထွန်းတဲ့နေရာမှာအာယုံစိုက်နေကြသူများလဲမီးလောင်တာကိုမြင်၍အနီးသို့ပြေးလာတော့ဘသူကိုလောင်နေမှန်းပဲမတိတော့ပြီဟဲ့ရေမရှိဘူးလားလှုပ်ကြပါဦးဒိုးစင်လူတယောက်တောက်ရီအိုးကြီးမချလာပြီးရေနဲ့အနီးကပ်တွန်ချလိုက်တယ်ကိုတချမ်းတာတာရေအဆူတဲ့ကြောင့်မီးတေသွားတယ်ဟာဘသူလဲဟာမနှင်းစိန်များလားခလန်လန်ရောက်နေကြတဲ့ကိုအောင်ဖြိုးတို့ဦးချစ်ထွန်းတို့ဒေါ်ကျင်လှတို့အနီးရောက်လာကြတယ်ဘသူလဲဘလို့ဖြစ်တာလဲမနှင်းစိန်ဟောဗမာလဲဟာဒေါ်သက်တင်နဲ့တိုင်းမိလိုက်တဲ့မင်းကလေးလဲမနှင်းစိန်မှန်တိတော်လဲပါဇက်ကမပြောဝန်ပဲဒေါ်သက်တင်အနီးမှာငိုရှိုက်နေတယ်ဟဲ့အေးကြီးဘာဖြစ်လို့ငိုနေတာလဲအခုမီးလောင်သွားတာဘသူလဲနေသိရင်ပြောစမ်းမနှင်းစိန်ကိုမီးလောင်သွားတာဓာတ်စီနဲ့နေရတယ်ဟာစီဝေတာဘလို့လို့ဓာတ်စီတွေကပါလာတာလေဦးချစ်ထုံးကဓာတ်စီနဲ့ရပြီးမီးလောင်တဲ့သူမှာသမီးဖြစ်နေတဲ့အတွက်ဆက်မမေးပဲအော်ဟစ်ငိုယိုနေတဲ့ဇနီးဖြစ်သူကိုပွေ့ဖက်ပြီးအားပေးနေရပြန်တယ်ကိုအောင်ဖြိုးလည်းမျက်ရည်တွေကျပြီးကြောက်ရွံ့တရုပ်လိုရက်နေတယ်အေးရှင်းပြစမ်းခေါ်ဘကလူကြီးနှစ်ယောက်ကဝိုင်းမိတယ်ကျမစီမီခွက်ယူမလို့လားဒေါ်သက်တင်နဲ့ဝန်တိုင်းမိလိုက်တယ်
အဲ့ဒါဒေါ်သက်တင်ကင်လာတဲ့စီမီကွက်ကကျမနဲ့တိုက်မိပြီးလွတ်ကျသွားတယ်အဲ့အချိန်မှာမနှင်းစိန်ကလက်စီတွေစီးကြလာလို့အော်ရင်းနဲ့အထမှာစီမီကွက်ကလက်စီပေါ်ကျပြီးဝုန်းကနေထလောင်တာပဲဟာငါတို့စီဘုံဝယ်ခိုင်းတာဘသူကတက်စီဘုံဝယ်လာတာလဲဥပမြင့်ပုံကြည့်လိုက်ကျုပ်တို့မြင်းမြင့်မော်ဝယ်ခိုင်းတာစီ9ဘုံမဟုတ်လားအခု6ဘုံဖြစ်နေတယ်လက်စီဘုံကိုစီဘုံနဲ့လာရိုးထားတဲ့ပုံပဲဟာဒါဆိုတမင်မီးလောင်အောင်လှုပ်တော့ဘောကွာဟဲ့တက်တင်နင်ပုံယူလာခဲ့လားဦးတော်ရာဆဆကျုပ်ကစီမီပူဇော်ပွဲမှာပါဝင်ပြီးမီးပူဇော်ရအောင်လာခဲ့တာပါလာခဲ့တဲ့အတိုင်းစီမီကွက်တွေကောက်ပြီးဖျားပူဇော်ဖို့အသွားဒီမိန်းကလေးနမောနမဲနဲ့ဝင်တိုက်လို့ဖြစ်သွားတာမိကအပူချိန်ပြင်းလွန်းလို့ဝင်မစဲဝန်းမယ်နဲ့ဒီအတိုင်းကြည့်နေလိုက်ရတာဒါလူသေးအောင်လောက်ကြံမှုပဲကွာရှင်တို့ဖျားလူကြီးတွေစီပုံးဝယ်တာရှင်တို့မှတာဝန်ရှိတယ်ရဲတွေလာရင်ရှင်တို့ဘလို့ပြောမလဲနားထောင်ကျင်သေးတယ်ဒေါ်သက်တင်ကထိုးစကားပြောပြီးအနီးကထွက်သွားတယ်မနှင်းစိန်အလောင်းမှအညှို့နှမ်းကြောက်လေအောက်တွင်လူတွေမရှိပဲလေအထက်မှသာလူစုလူဝေးဖြစ်နေတယ်သတိမိသွားတဲ့ဒေါ်ကျင်လှလည်းသတိပြန်ရလာတယ်ကိုအောင်ဖြိုးလည်းမမြင်လိုက်တဲ့ရင်သွေးလေးနဲ့ဇနီးဖြစ်သူရဲ့အဖြစ်ဆိုးကိုမကြည့်ဝန်းတော့ပဲခက်လန့်လန့်မှသွားထိုင်ပြီးငိုနေတယ်ထိုညကမိထုံးပွဲလဲအပီးတိုင်မဖြစ်မြောက်လိုက်တော့တာဝန်ရှိသူများရောက်လာပြီးမင်းမြန်သိမ့်သူများကိုမင်းမြန်ပြီးပြန်သွားတယ်အချိန်က7 နာရီထိုးပြီးပြီနောက်နေ့မနှင်းစိန်ရဲ့မီးလောင်ခနာကိုမြေချတဲ့ကိစ္စစီစဉ်ဆောင်ရွက်ကြတယ်မနှင်းစိန်မရှိတော့တဲ့ဖျားသုံးစုတို့လူသွားလူလာနေသွားတယ်အကြအမြင်မေးလို့သူများလည်းမနှင်းစိန်မရှိတာမို့ဖျားဘက်ရောက်မလားဖျားဘူးရန်တက်တာလာသူရှိတော့တယ်ဟာတက်တင်တို့ကတော့ငါလှုပ်เสียတော့မကြံအောင်ပြပြကြီးလှုပ်သွားလိုက်တာဆရာကြနေတာပဲနောက်ကိစ္စတွေငါပဲစီစဉ်လှုပ်သွားပါမယ်နင်ချီညင်လိုက်တော့ဩရှင်ကနေလုံးမယ်ညလုံးမယ်နဲ့ကျုပ်စိတ်မရှိတော့လို့ဝင်တော့နဲ့ဝင်ချိတ်လိုက်တာကျုပ်လက်ချမ်းမှဘယ်သူမှမသိဘူးအေးမသိဘူးလုံးမနေနဲ့ငမူးကြော်ဦးမင်းစီပုံးတစ်ပုံဆွဲသွားတာတွေ့တယ်တဲ့ငါကမင်းမူးမူးယူနဲ့ရှောက်ဖွားမနေနဲ့ငါစီမီထုံးဖို့စီသွားလူခိုင်းလိုက်တာသူတို့လက်ထဲအပ်ပြီးတော့လူခိုင်းလိုက်လို့သူတို့ကအသာတကြီးဖွင့်ကြည့်ပြီးမှလက်ခံလိုက်တာဆိုပြီးဒီကောင်ယုံအောင်ပြောရသေးတယ်ကွဟူတော်ပါသေးရဲ့ဒီငမူးနဲ့မှစုံရတယ်အေးငါရွာတဲ့ခဏသွားလိုက်အောင်မယ်တင်ညွန့်တို့နဲ့သွားပြီးတော့တိုင်ပင်လိုက်အောင်မယ်တိတ်မရင်းနှီးတဲ့ကောင်တွေနဲ့အရန်မရောနဲ့ကိုကိစ္စတွေကိုလည်းအယုံကြည်လွန်ပြီးမပြောမိစေနဲ့ဩတင်ညွန့်နဲ့ထင်ပေါ်လို့ကငါသိဆိုသိရှင်ဆိုရှင်တဲ့ကောင်စားတွေပါကွာစိတ်ချပါကငါသွားမယ်ဥဖိုးကွန်လည်းရွာထဲသို့ထွက်သွားတော့တယ်အမလေးတရေတရေအချိန်ကည9 နာရီဝန်းကျင်သာရှိသေးတယ်လာဆန်း9 ရက်ကကောင်းငယ်မှာတိမ်ဖုံးလိုက်ပေါ်လိုက်ဖြစ်နေတယ်ထိုအချိန်ဖျားသုံးစုဂုံးပေါ်သို့လူရွယ်2 ယောက်နဲ့မိန်းကလေး1 ယောက်တို့ရောက်လာပြီးသမီးကြီးစား2 ယောက်ကရင်မြင်တစ်လျှောက်လမ်းလျှောက်ရင်းစကားပြောနေတယ်အဖေါ်ပါလာသူ1 ယောက်ကလွတ်ရကျွတ်ရမှာထိုင်နေတယ်ဖျားရင်မြင်ပေါ်လမ်းလျှောက်တဲ့ဇုံတွဲလဲဒုတိယဖျားနဲ့တိုက်ရှိတယ်ဆိုတဲ့ဖျားအနီးသို့အရောက်ကုန်းရဲ့အောက်ဖက်မှာမဲမဲကြီးကုန်းကွက်ကွာနဲ့တက်လာတာကိုမြင်၍ကြည်နေစဉ်အနီးကရုတ်တရက်သပင်ဖားရချထားတဲ့ဝစ်စုံဖားရနဲ့တရေမတကောင်ပေါ်လာတဲ့ဖြစ်လမ်းဖြန့်ကအတန်ကုန်အော်ဟစ်လိုက်ပြီးတော့တစောင်းရှိရာဘက်သို့ပြေးထွက်လာတယ်ထိုင်တဲ့တငယ်ချင်းကပြေးလာတဲ့2 ယောက်ကိုမြင်ပြီးဟာဘာဖြစ်လာတာလဲတရေကွာဖျားနှစုကြားထွက်လာပြီးတော့ချောင်းလို့ဟုတ်လို့လားကွာဟုတ်တယ်တကောင်ကမဲမဲကြီးတကောင်ကတရေမအနီးကကိုတွေ့လိုက်တာအေးတရေမကမီးလောင်သေးသွားတယ်မနှင်းစိမ်ပဲဖြစ်မယ်မင်းတို့ပြန်ရင်ပြန်ကြမယ်အေးပြန်မကွာတရေရှိမှန်သိမှာတော့မနေရတော့ဘူးကောင်းတယ်ဒါမှမင်းတို့2 ယောက်နောက်ကိုမလိုက်ရမှာဒါနဲ့မင်းတို့ကအဲ့ဒီဘက်ကိုဘာသွားလို့တာလဲရိုးရိုးမဟုတ်ရဲ့လားတရေအမြင်ကပ်ပြီးတော့ချောက်လွတ်လိုက်တာဖြစ်မယ်ဟာအတွေးမချော်စမ်းပါတော့ကွာလမ်းလျှောက်ပြီးတော့စကားပြောနေတာငါမျက်လုံးကတောင်အောက်ချီအုတ်တိုင်းနာကပ်ပြီးတော့ကြည်လိုက်ပြီလို့အသေးချာမြင်ရတာထ
ထိုကဲ့သို့တရေ6ခံရသူ3-4ကြိမ်မကရှိလာခဲ့တယ်မနှင်းစိန်တေပြီးတော့မကျွတ်မလို့ပဲတရေဖြစ်နေတယ်လို့လူပြောများလာကြတယ်မကြခင်လာပြည့်တော့မယ်လူသွားလူလာမရှိသလောက်ဖြစ်လာခဲ့တယ်မနှင်းစိန်မရှိကြတဲ့ကဖျားသူလူသွားလူလာနဲသွားသလိုအလူကံဘုံထဲမှာလည်းအလူငွေက9000မင်းမပြည့်တို့ကြောင့်နေစဉ်ဂောဘကလူကြီးများလည်းရောက်လာပြီးအလူကံဘုံမဖွင့်ပြတော့တစောင်းထဲမှာညဘက်တကားပိတ်ပြီးတော့သာထားခဲ့တယ်တစောင်းမုံလာပြီးနေ့နောက်ပိုင်းနေစဉ်လာနေကြဥစိန်လည်းမလာတော့ဟုဆိုလာတယ်ရာသီဥတုကတသာရရရှိနေပါတယ်တစောင်းမုံလာဆန်း73ရက်ရှိနေပြီလာကလည်းထိန်ထိန်တာနေတယ်အချိန်ကည9နာရီကျော်မှုဘုရားကုန်းတော်ပေါ်မှာလူကြီးလူငယ်10ယောက်ခန့်ရှိနေတယ်လာပြည်နေညနဲ့လာပြည်ကျော်တရက်နေ့ညတရားပွဲနဲ့စီမီပူဇော်ပွဲကျင်းပရန်တိုင်ပင်နေကြတယ်တနာရီခွဲခန့်တိုင်ပင်ပြီးပြန်ရန်ပြင်ကြတယ်ဦးလေးမောင်ကျော်လွင်ကိုတွေ့သေးလားဟာမင်းနာမှာစိုးစိုးကထိုင်နေတာပဲငါပြန်သွားပြီထင်နေတာမပြန်ဘူးကျွန်တော်တို့အတူတူပြန်မလို့တိုင်ပင်ထားတာကျွန်တော်ဘာပဲပြန်မှာမဟုတ်ပါဘူးအေးဒါဆိုဖျားရင်မြေပေါ်သွားကြည့်ကွာဟိုဇေဒီဘက်ထွက်သွားလာမှမသိပဲအဲ့ဒီဘက်တရေ6မှန်းသိတာဒီကောင်သွားမှာမဟုတ်ဘူးဒါပေမဲ့စူးစမ်းမလို့ထွက်သွားလာမသိပါဘူးကျွန်တော်လိုက်ရှာလိုက်အောင်မယ်ကာလာသားကောင်ထွန်းကြည့်လဲတငယ်ချင်းကျော်လွင်ကိုရှာရန်ထွက်သွားတယ်ဟာကျော်လွင်အရှိဘဖျားနှစ်စုကြားအုတ်တိုင်းဘေးမှာခွေခွေလေးလဲနေတယ်ခေါင်းမသွေးများကြောက်ပြားပေါ်စီးကြနေတယ်ဦးလေးမောင်ဘာကြီးဆိုင်တို့ဒီပေါက်လာပါအောင်ကျော်လွင်သိနေပြီထွန်းကြည်အတန်ကြောင့်ဂောဘကလူကြီးများနဲ့ရဲရွာလူကြီးလူငယ်များအပြေးအလွှာရောက်လာကြတယ်ဟာခေါင်းကိုတစ်ခုခုနဲ့ရိုက်သွားလို့သွေးထွက်လို့ပြီးတီးသွားတာပဲဘယ်သူများတက်သွားတာလဲဟာတရေများဖြစ်နေမလားဩတရေဆိုရင်ခေါင်းကိုရိုက်ပါမလားဘိုက်ဖောက်ပြီးစားတာတို့အကြောက်လွန်အောင်လှုပ်တာတို့ပဲဖြစ်မှာပေါ့အခုဟာလူလှုပ်တာဖြစ်မယ်အေးတရေမြင်လို့အုတ်တိုင်းပေါ်ကကြပြီးတော့ခေါင်းဆောင်ပြီးလို့သေတာများလားဟာထင်ကြီးပေးမနေကြနဲ့တက်ဆိုင်ရာကိုအကြောင်းချလိုက်သူတို့ဆုံးဖြတ်လိုက်မယ်တရေက6လူကလည်း2ယောက်တည်ထားပြီးပြီရှေ့လျှောက်ဖျားကိုလူမလာတော့မှာပဲစိုးရိမ်နေဖျားကုန်းတော်ပေါ်မှာအစစ်အစေးမေးမြန်းများပြုနေခြင်းဥဖိုးကုန်းနဲ့အတူထင်ပေါ်တင်ညွန့်လှဆိုးတို့အရက်ဆိုင်မှာအောင်ပွဲခံနေကြတယ်လှဆိုးမင်းတို့လောက်တာဘယ်သူမှမမြင်တာသိကြတယ်နော်မမြင်ပါဘူးလာပြေးနေမိထုံးပွဲလောက်အောင်မလို့လားမသိဘူးလူကြီးတွေအစည်းအဝေးလုပ်နေတာမြင်လိုက်တယ်အားလုံးဝိုင်းထိုင်နေတယ်ရင်မြင်တော်ပေါ်မှာဘယ်သူမှမရှိဘူးဘယ်လိုလုပ်ရမလဲမသိဘူးပြီးရင်အားလုံးစုပြီးတော့ပြန်ကြမှာတရေ600အောင်ကလည်းဘာပစ္စည်းမှမယူသွားမိဘူးဒီညတော့ပြန်တော့မယ်လို့တိုင်ပင်တော့ထွန်းကြည်တငယ်ချင်းကညောင်းလို့လားမသိဘူးဗျာကျုပ်တို့ရှိတဲ့ဘက်ကိုထပြီးတော့ရှောက်လာတယ်အဲ့ဒါရတဲ့အခွင့်အရေးကိုလက်လွတ်မခံမနဲ့သူ့နောက်သွားရက်ပြီးတော့ခေါင်းကိုဒုံနဲ့ပြည့်ရိုက်လိုက်တာဖွက်ခနဲ့ပဲကျုပ်လက်စားကိုသိတယ်ဒီကောင်သိမှာပဲအေးကွာတေးသွားပြီလို့ဟိုဘက်ဝိုင်းမှာပြောစံကြားလိုက်တယ်လာပြညမှာငါနဲ့ထင်ပေါ်ဥဆောင်မယ်မင်းတို့ကအရန်လိုက်ခဲ့ပေါ့အခွင့်အရေးရတဲ့လူကအချိန်မဆွဲပဲလုပ်ရမယ်စိတ်ချအစီအစဉ်တွေအောင်မြင်ပြီးရင်သာဆရာဖိုးကွန်ပေးထားတဲ့ဂရိမပြတ်စေနဲ့စိတ်ချကွာမင်းတို့အားလုံးချမ်းချမ်းသာသာနေသွားရစီမယ်ချမ်းသာစွာနေရမယ်ဆိုတဲ့ဖြင့်အားလုံးသဘောကျသွားတယ်အရက်ကိုစိတ်ကြိုက်တောက်ပြီးမှလမ်းခွဲလိုက်ကြတော့တယ်တစောင်းမုံလာပြီညဖျားသုံးစုကုန်းတော်ပေါ်မှာရွာသူရွာသားများဖြစ်ပြည့်နေတယ်ဖျားမီပူဇော်ကြတယ်ကိုအောင်ပြိုးလဲပြီးခဲ့တဲ့လကအသက်ဆုံးသွားတဲ့ချစ်စနီးကိုတတိယမှဆို၍ဖျားကုန်းတော်သို့မလာခြင်းတော်လဲသူရှိခဲ့တဲ့တိုက်ရှိရာဘက်သို့သွားခြင်းတဲ့ဆန္ဒကဖြစ်ပေါ်လာတယ်။ဒါကြောင့်ည9နာရီခန့်မှဖျားကုန်းဘက်ထွက်ခဲ့တယ်။အများသူငါရှိနေတဲ့ကုန်းတော်ပေါ်မှာကြာကြာမနေပဲတိုက်ကုန်းဘက်ဆင်းခဲ့တယ်။ဖျားကုန်းရဲ့တစ်ဖက်ချမ်းမှာတစ်ပင်ခြုံတွေများရှိနေတာမို့ရှိဆက်မသွားပဲဇေဒီရဲ့အောက်ဖနတ်တော်နေရာမှာထိုင်နေတယ်။နောက်ဖက်ဇေဒီနှစ်စုဝန်းကျင်မှာတော့ဖျားဘူးများဖြစ်စီကားနေတယ်။
အချိန်တော်တော်ကြာထိုင်နေပေမဲ့မြည်သည့်ထူးခြားမှုမှမကြုံတွေ့ရဖျားကုန်းတော်ပေါ်မှာလည်းလူတစ်ပြေးပြေးနေသွားပုံရတယ်စကားပြောတဲ့များနေသွားတဲ့ဖြစ်စိတ်လျှော့ပြီးတော့ပြန်ရန်ထလိုက်တယ်မင်းင်းစိမင်းဒီမှာရှိတယ်ဆိုရင်ခဏလောက်ဖြစ်ဖြစ်တွေ့ပြရစီခဏတွေ့ပြီးပြန်มาပါခဏလေးလာခဲ့ပါထိုးစဉ်ထူးထူးခြားခြားအမွှေးနှံကိုရလိုက်တယ်ပြန်တော့အန်ဒီရရှိတယ်ပြန်တော့မင်းင်းစိန်အတန်လိုကြားလိုက်ရတယ်သူကြားကျင်တဲ့စကားမျိုးမဟုတ်အန်ဒီရရှိတယ်အမြန်ပြန်ဟုပြောနေတယ်တို့ကြောင့်ဘေးဘီဝဲရကြည့်လိုက်တယ်ဘာမှမတွေ့ထိုးစဉ်ခက်လန်လန်အမောင်တဲကိုလူအရေးလူသုံးခုခန့်တိုးဝင်သွားတာကိုမြင်လိုက်ရတဲ့အတွက်ဖျားကုန်းတော်ပေါ်ပြန်တက်ခဲ့တယ်တာမီနှစ်ယောက်အသက်ခံလိုက်ရတယ်ဘသူတတ်တာမြင်လိုက်လေလူတွေတနေရာကိုပြေးလွှားနေတာကိုမြင်လိုက်တဲ့ဖြစ်ကိုအောင်ဖြိုးလဲထိုနေရာသို့သွားလိုက်တယ်သူ့ရိုင်ထဲမှာလဲနေတဲ့အသက်30ခန့်အမျိုးသမီးတစ်ယောက်နဲ့10နှစ်ခန့်မိန်းကလေးတို့သေဆုံးနေတယ်ဟာကြောလွင်သေးသူလိုပဲခေါင်းကိုအရိုက်ခံရပြီးတော့သေသွားကြတာအတော်ရက်ဆက်ပြီးသွေးအေးနဲ့လှုပ်ချန်သွားကြတာပဲဘသူတွေ့လိုက်ကြလဲအခုဒီမှာရှိတဲ့လူတွေအားလုံးပြန်လို့ဖြစ်သေးဘူးသက်ဆိုင်ရာကိုအကြောင်းကြားရမယ်တင်လှအစဲတက်လေကားထိပ်မှာသွားနေဘသူမှမစင်းစေနဲ့အောင်မိမကြီးနဲ့ကလေးတွေတော့ပြန်မစီဒါဆိုငါကြည့်အောင်မယ်ရွာလူကြီးဦးတင်စိန်ကအနီးမှာဝိုင်းနေတဲ့လူစုထဲမှာအသက်ကြီးသူများကလေးငယ်များကိုပြန်လွှတ်နေတယ်။ကုန်းတော်ပေါ်မှာလူလက်ပိုင်းလူကြီးအချို့20ဝန်းကျင်ခန့်ကြံရစ်တယ်။လူနှစ်ယောက်သေသွားတယ်။ရဲရဲဆက်ဆက်အသက်ခံလိုက်ရတာဒီထဲမှာတတ်တဲ့သူကတော့ရှိနေမှာပဲ။အဖြစ်မှန်ကိုဝန်ခံလိုက်စေခြင်းနဲ့ဟာဒီကလေးမသားမီးကိုဘာကြောင့်တတ်ရမှာလဲ။ဒီရွာရဲသားပဲမဲ့တိတော်မသိဘူး။ကဲပါဆိုင်ရာကပဲဆုံးဖြတ်လိုက်မယ်သူတို့ပြန်လွတ်တော့လဲပြန်ပေါ့တက်ဆိုင်ရာကရောက်လာတော့လဲလူသက်လက်နက်ကိုလိုက်ရှာကြတယ်ဘလို့မှရှာမတွေ့အမတင်ကားတဲ့လူလည်းမရှိတေသူသားမိနဲ့ဘလို့မှမပတ်သက်တဲ့သူတွေဖြစ်နေတယ်ကိုအောင်ဖြိုးကိုလည်းမေးမြန်းတယ်မတင်ကားပွဲမမြင်၍အေးမယူခဲ့တော့လဲအကြောင်းထူပါကအချိန်မရွေးခေါ်မေးမယ်လို့ဆိုတယ်အလောင်းကိုစေးရုံတဲမသွားတော့ပဲရွာမှာပဲတကြိုခွင့်ပြုတ်ခဲ့တယ်။အလောင်းနှလောင်းကိုရွာပြင်မှာပဲပြင်ဆင်ထားကြတယ်။3ရက်နေရင်တကြိုမှာဖြစ်တယ်။ရွာထဲမှာသားမီး2ယောက်တေဆုံး၍အော်ဟစ်ငိုယူတဲ့ဆွေမျိုးမိသားစုများတဲ့တွင်ဒေါ်သက်တင်တယောက်လည်းထူးခြားစွာပါဝင်နေပါတယ်။အမလီဘေးရန်ညို့ရန်စားနေများငါတို့မတို့သားမီးကိုတက်သွားရတာလေ။အလောင်းစင်ပြင်ထားတဲ့ရွာထိပ်မှာအာဘတရသွားငိုပြီးဥဖိုးကွန်ဆွဲခေါ်လာတဲ့ဖြစ်အိမ်တို့ပါလာခဲ့တယ်။အိမ်ကခြံဝိုင်းအကျယ်ကြီးမှုချုပ်တီးသားမြဒေါ်သက်တင်ပွင့်ထွက်ပါတော့တယ်။ဖယားကုန်းတော်မှာလူတွေဒီလောက်များတာအင်းညွန့်တို့သားမိကိုမှရွေးပြီးတက်ရလား။ဘယ်ကောင်လက်ချက်လဲ။ဟာတူပြောပါဟာညင်းတဲ့ကောင်နဲ့အတန်ပြေးကြီးနဲ့လုံမနေနဲ့ဘသူလောက်တာလဲရှင်းလားထင်ပေါ်လားဟိုဘသူဖြစ်ပြီးတဲ့ဟာထားလိုက်တော့နေမစင်မကျင်ဟိုနှင်းစိန်ကိုမီးသွားရှုလိုက်တာအခုနင့်တူမအရင်ခောက်အပြင်မီးပါအစ်စ်ပါသွားသေးတယ်ဟိုကောင်တွေလည်းအခွင့်အရေးရတော့လူရွေးရိုက်ချင်မရလိုက်ဘူးအနီးမှာရှိတဲ့လူကိုလှုပ်ထည့်လိုက်တာဆွေမျိုးလားသစိမ်းလားဘယ်သိပါမလဲကွာနေနဲ့အောင်ဘောပြီးမှဒီကောင်ကိုပညာပြန်ပေးရမယ်ဟာနင်းပါစက်ကိုစင်ချင်းတော်ကြနေနဲ့ငါတို့ရဲ့အကြံတွေပါလို့ဖွင့်ပြောရင်ရှေ့ဆုံးကထောင်နှန်းဆန်သွားလိမ့်မယ်ထိုကဲ့သို့ချင်းချောက်ပြောဆိုလိုက်မှဒေါ်သက်တင်ပါစက်ပိတ်သွားတော့တယ်နောက်နေ့နာရီအိမ်မှာလူကြီးများရောက်နေသလိုဖျားကိုဘက်ကလူကြီးများလည်းရောက်နေတယ်မကင်းကြောင်ဦးဖိုးကွန်းနဲ့ဒေါ်သက်တင်တို့လည်းရှိနေတယ်လူသေးပြီးတရေချောက်လွန်လာတဲ့ဖျားကုန်းတော်ကိုတစ်နှစ်တန်းသည်နှစ်နှစ်တန်းသည်ပိတ်ထားရန်ဦးဖိုးကွန်းကအဆိုတင်သွင်းတယ်ရွာလူကြီးတယောက်ကလည်းလူသက်သမားကိုမမိသေးသမျှစိတ်မချရသေးကြောင်းဖျားပေါ်ကိုအရေးစွန်ပြီးမသွားသင့်ကြောင်းပြောတယ်ကောဘကလူကြီးတယောက်ကမနက်ပိုင်းမှညနေအထိဖျားဖူးခွင့်ပြုထားပြီးတော့
ညနေပိုင်းနောက်ပိုင်းဖျားကုန်းတော်ကိုပိတ်ထားရန်အကြံပြုတယ်ဦးဖိုးကွန်းနဲ့ရွာလူကြီးအချို့ကအလူငွေလည်းမရလူတွေလည်းမသွားဝန်းတော့တဲ့အတွက်အေးချမ်းချမ်းဖြစ်လောက်တဲ့အချိန်မှပြန်ဖွင့်ရန်ယခုပိတ်ထားရန်အကြံပြုတယ်နောက်ဆုံးပိတ်ထားစီခြင်းတဲ့ဘက်ကလူများနေတဲ့ဖြစ်ဖျားကုန်းတော်အားတစ်နှစ်တိတိပိတ်ထားပြီးဖျားပြုပြင်မှုပြုလုပ်မယ်တစ်နှစ်ပြည့်ပြီးမှပြန်ဖွင့်မယ်လို့ဆုံးဖြတ်အတည်ပြုလိုက်တော့တယ်ကောဘကလူကြီးရဲ့ဆုံးဖြတ်ချက်စကားကြားတာနဲ့ဦးဖူးကွန်းတို့လင်မယားစိတ်ထဲမှာအလွန်ပဲပျော်ရွှင်သွားကြတော့တယ်ဒေါ်သက်တင်လဲညီမအရင်ရဲ့သမီးနဲ့မြီးတို့တေဆုံးသွား၍စိတ်မကောင်းဖြစ်မိတော့လဲသူတို့တေပေးလိုက်တဲ့ဖြစ်လူသက်သမားကိုကြောက်ပြီးဖျားရင်မြင်တော်ကိုတစ်နှစ်ပိတ်ထားစီခြင်းနဲ့သူတို့အကြံအောင်မြင်သွားတယ်ရွာကကိစ္စအားလုံးအောင်မြင်ဖြစ်သွားပြီးနောက်စီတလုံးစရာကြောက်ပွင့်ရောက်လာမဲ့အချိန်ကိုစောင့်မျှော်နေကြတယ်တရက်ပြီးတရက်ကုန်နေခြင်းကိုစိတ်မရှိနိုင်ဖြစ်နေရတော့တယ်တပေါင်းလာအထိစိတ်မောလူမောနဲ့စောက်စားနေတဲ့ဦးဖိုးကွန်းတို့အိမ်တို့တဘို့ရွယ်လာစုပ်အရောက်မှာပဲဆရာကြောက်ပွင့်ရောက်လာတယ်အခါတိုင်းလိုအဖော်မပါတယောက်တည်းလွယ်အိတ်ကြီးတစ်လုံးလွယ်ပြီးရောက်လာတယ်ဟာဆရာရှေ့လာမှလာမယ်မှတ်နေတာဟောခမည်းတော်ကိစ္စအောင်မြင်ပြီးမြောက်တယ်ဆိုတာကျုပ်အာယုံခံပြီးသိနေတာကြာပေါ့ဒါကြောင့်လူသွားလူလာများမဲ့တပေါင်းလာကိုရှောင်ပြီးတပူရွဲလာမှာပဲအပီးလုံးမလို့လာခဲ့တာဆရာကြောက်ပွင့်စကားကြောင့်ဦးဖိုးကွန်းတို့လင်မယားပိုပြီးအားတက်သွားကြတယ်တိုက်တူးတဲ့ကိစ္စကကျုပ်တယောက်တည်းမပြီးသလိုခမည်းနဲ့လည်းမပြီးဘူးနောက်2ယောက်လောက်ခေါ်ကျင်သေးတယ်စိတ်ချရတဲ့လူရှိလားဟာရှိတယ်ထင်ပေါ်နဲ့လှဆိုးကိုခေါ်မယ်တင်ညွန့်ကသူ့မိန်းမရွာကိုအလဲသွားနေကြတယ်ဒီကောင်မရှိတော့ကောင်းသွားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရွာကိစ္စအားလုံးဒီကောင်ပါတယ်သူကတဘို့ရဲလာကုန်လောက်မှန်းပြီးတော့ပြန်လာမယ်လို့ပြောသွားတယ်တပေါင်းလာတယ်မှာလောက်ကင်မယ်လို့သူကသိထားတာရတဲ့ထဲကသူ့အတွက်လည်းပေးတဲ့တလောက်ပေးလိုက်ပေါ့ထို့နောက်ထင်ပေါ်နဲ့လှဆိုးကိုခေါ်ပြီးဆရာကြောက်ပွင့်ပြောသမျှလိုက်မှတ်စီတော့တယ်တိုက်ထဲမှာညီမ2ယောက်ရှိတယ်အငယ်ကဒီရွာကတည်သွားတဲ့မနှင်းစိန်ပဲသူကထက်လဲထက်တယ်တိုက်နဲ့ရင်ဆိုင်ယုံတယ်မကပဲမနှင်းစိန်ရဲ့အညိုးကိုလည်းရင်ဆိုင်ရအောင်မယ်လောက်ွယ်ညမှာတိုက်တူးမယ်ဟာ3ရက်ပဲရှိတော့တယ်ဒီနေ့ကတဘို့ရဲလာစုပ်12ရက်မို့လားဟုတ်တယ်ဒီ2ရက်3ရက်အတွင်းစီစဉ်စရာရှိတာတွေစီစဉ်ရမယ်တေဆုံးသွားတဲ့နှင်းစိန်မှာအိမ်တောင်ရှိတယ်မို့လားရှိတယ်ဆရာအဲ့ဒါဆရာတို့အတွက်အခြေအနေကောင်းပဲအဲ့ဒီတိုက်ထဲကဥစ္စာဆောင်မှကိုရီကိုပြဿနာမရှာရအောင်သူ့ယောက်ျားဟောင်းကိုဆရာတို့အနားမှာဖမ်းချုပ်ခေါ်ထားရမယ်အဲ့ဒီကိစ္စစီစဉ်ကြအဲ့ဒီလူကကျောင်းဆရာဘုဘရွာမှာအလဲတန်းကျောင်းရှိတယ်ဒီရွာနေစက်ပင်းစီးပြီးတော့ကျောင်းသားကျောင်းမြတ်လုံနေတာအခြေအနေကောင်းပါလေလာကွယ်နေ့မနေ့ဖြစ်ဖြစ်ညနေကျောင်းပြန်ဖြစ်ဖြစ်အခွင့်အခါကောင်းတဲ့အချိန်ဖမ်းခေါ်ထားလိုက်မယ်အေးည9နာရီလောက်ဖျားကုန်းတော်စီကိုခေါ်လာခဲ့အဲ့ဒီမှာဆရာနဲ့ကိုဖိုးကုန်းတို့ရှိနေမယ်ဟာနေဦး9နာရီခွဲတိတိမှလာခဲ့မင်းတို့လောက်တာဘယ်သူမှမသိစေနဲ့ပြီးရှိပါစေတေးအောင်လဲမလုပ်ပြနဲ့နော်စိတ်ချပါကောင်းကောင်းခေါ်လာခဲ့ပါမယ်တို့ဖြစ်သူတို့မျောလင့်စောင့်စားနေတဲ့လာကွယ်ညတို့ရောက်လာခဲ့တယ်ဘုရားကုန်းတော်ပေါ်မလာခင်ဆရာကဥဖိုးကွန်းအားစီးလွယ်အိတ်ကိုပေးပြီးအထဲမှအင်းများလက်ဖွဲ့များစီးစီရင်ထားတဲ့အယုတ်များကိုတစ်ခုချင်းပြသပြီးတော့မှတ်သားစေတယ်ဥဖိုးကွန်းကဆရာကြောက်ပွင့်ထက်တစ်နှစ်ငယ်တယ်ဆရာကြောက်ပွင့်ကအကူမရှိလို့မဖြစ်ဘူးသူကိစ္စအောင်မြင်ပြီးမြောက်စေခြင်းရင်သူ့ရဲ့နောက်လိုက်တယောက်ကဲ့သို့စိတ်ကိုနှစ်ထားပြီးတော့ကူညီပေးရန်ပြောကြားထားတယ်တို့ကြောင့်ဇီရီရှိရာသို့ည9နာရီခန့်ထွက်လာကြတယ်စီလွယ်အိတ်ကိုယာယီတပည့်အဖြစ်ထားတဲ့ဥဖိုးကွန်းအားလွယ်ထားစေတယ်ရွာတွေကမသိအောင်အနောက်ဘက်မှထွက်ပြီးတော့ရွာပြင်မှပတ်လာခဲ့တယ်လာကွယ်ညပင်မဲ့ကောင်းကင်မှကြေကလေးများရဲ့အလင်းရောင်ကြောင့်ခက်ဝေးဝေးအထိမြင်နေရတယ်ဘုရားသုံးစုကိုပင်မြင်နေရပြီအချိန်က9နာရီမထိုးတတ်သေးခဏရောက်ဆ
ဆရာကြောက်ပွင့်ကတစုံတစ်ခုကိုတွေးလိုက်တဲ့အလားလက်ပြပြီးတော့ရက်ခိုင်းလိုက်တယ်ဆရာတို့လာတာသူတို့တည်တယ်အနောက်အရှက်ပေးမဲ့ကောင်တွေကိုကြိုပြီးလွတ်ထားလိုက်ပြီလာစမ်းစီတလုံးကြောက်ပွင့်အကြောင်းတွေ့တော်စီရမယ်ဟေးတတိထားဘယ်မှမသွားနဲ့အနားမှာပဲနေဘေးနှစ်ဖက်မှတစ်ပင်ငယ်များခြုံများတဝေါဝေါလှုပ်ခတ်သွားတယ်အရှိမဲကြီး၄-၅ခုကိုဥဖူးကွန်မြင်လိုက်တယ်ငါတို့ကိုကြိုးစိုးတာပေါ့ကဲဆရာပြထားတဲ့အင်းတစ်ချက်ပေးဥဖိုးကွန်ကငွေပြားနဲ့လှုပ်ထားတဲ့အင်းတစ်ချက်ကိုပေးလိုက်တယ်ကဲတစီကောင်းတွေငါအင်းအစွမ်းကြီးကြီးစမ်းဟိဆရာကြောက်ပွင့်ကအင်းချက်ကိုမမှုတ်ပြီးရှေ့ကိုလွှဲပစ်လိုက်တယ်။ဟုံးကနေမိကူလိုအခိုးတွေလုံးကနေထသွားတယ်။မဲအရိပ်တွေပျောက်သွားတယ်။အကောင်တစ်ကောင်ကြံသေးတယ်။လာစမ်းအင်းတစ်ချက်ထပ်ပေး။အင်းချက်တောင်းတာနဲ့လက်လွယ်အိတ်ထဲမှာထုတ်ပေးလိုက်တယ်။မဆိုင်ရင်ဖဲစမ်း။အော်နောက်မဆုပ်ပဲရှေ့တိုးတယ်ပေါ့။ကဲရော့ဆရာကြောက်ပွင့်ကမန်အပြည့်နဲ့အင်းချက်ကိုပေါက်လိုက်တယ်။ဘုံကနေအခိုးငွေတွေထွက်ပေါ်လာပြီးမဲအကောင်ကြီးပျောက်ကွယ်သွားပြန်တယ်။ဒိုလာတာတိလို့အဆောက်တရေတွေလှုပ်ပြီးတားဆီးနေတာလာညင်မြန်ဆရာနောက်ကကတ်လိုက်ခဲ့။မကြခင်ကုန်းတော်ခြေရင်သို့ရောက်လာတယ်။မတက်နဲ့ဦးကိုဟိုးကွန်တပည့်တွေကိုချိန်ထားတဲ့အချိန်ထိတရားစောင့်မယ်သူတို့ကိုအနှောက်အယှက်ပေးမှစိုးရတယ်။ဒါကြောင့်ဒီကစောက်ပြီးတော့အတူတူတက်ကြမယ်။ကွင်းထဲကလာကြမှာ9နာရီခွဲချိန်ထားတာဆိုတော့15မိနစ်လောက်စောက်ရအောင်မယ်။သူတို့ရက်နေတဲ့အချိန်ထိအနှောက်အယှက်ပေးခြင်းမရှိ10မိနစ်ခန့်အကြာမှာထင်ပေါ်နဲ့လှဆိုးလို့ရောက်လာတယ်။ဆရာကိုအောင်ဖြိုးကိုကျူးနဲ့တုပ်ပြီးခေါ်လာကြတယ်။လူတရက်ခန့်မြင့်တဲ့ရင်မြင်တော်ပေါ်တက်တဲ့တိုင်းအဝင်တကားကိုတော့ခတ်ထားတာကိုတွေ့ရတယ်ဆရာတိုက်ရှိတဲ့ဖះကိုမသွားဘူးလားဟာဒီဖះကအဓိကပဲဟိုဖះကိုတိုက်အယောင်ပြပြီးတော့ဒီအောက်ခြေမှာကတိုက်နန်းကြီးရှိနေတာဒါဆိုတော့ဖြတ်လို့လွယ်ရင်ဖြတ်မလွယ်ရင်ကုတ်တက်ပြီးတော့တိုက်ရမှာပဲလှဆိုးကသူ့လက်ထဲမှာပါတဲ့ငှက်ကြီးတောင်ဓာတ်နဲ့တောကလောက်ထဲထိုးသွင်းပြီးတော့လူဝိတ်နဲ့ဖိချတယ်။အာမကန်တောကလောက်မဟုတ်တဲ့အတွက်တိတ်အားမဆိုင်လိုက်ရဘဲနဲ့ပွင့်သွားတယ်။ဟေးနေအောင်အထက်ဘယ်သူမှမဝင်နဲ့အောင်ခမရတို့ဘာလို့မလို့လဲဗျ။အေးမင်းစနီးဟောင်းရဲ့တိုက်ကိုတူးမလို့ကွာ။ဟာဘာတိုက်မှမရှိဘူးမတူးပါနဲ့မင်းမသိရင်နေသူ့ပစောစကားပြောမရအောင်လှုပ်ထားကွာချီရောလက်ရောကျိုးတုပ်ပြီးတော့ဟိုတိုင်းမှာကတ်ချီထားလိုက်ဓားကင်နဲ့ဘသူလှဆိုးပါဆရာအေးလှဆိုးကဓားနဲ့အဲ့ဒီဆရာကိုအသေးချာစောင့်ထားဆရာစီးတားပြီးမယ်စီးအပြင်မထွက်နဲ့မကြောက်နဲ့ထိုးစဉ်ရင်မြင်တော်မှဖျားဘက်သို့လျှောက်လာစဉ်ရှေ့မှမိကိုမဲဝုန်းကနေထွက်လာတယ်မိကိုများပျောက်သွားတော့တင်းဖုတ်ကင်တရေကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။တရေကြီးရဲ့နောက်မှာနန်းဝနန်းစားဝတ်ထားတဲ့အသက်40ခန့်လူတစ်ယောက်ထွက်ရက်လာတယ်။ဟေးမင်းတို့နဲ့မဆိုင်တဲ့ကိစ္စဝင်မပါနဲ့။မင်းတို့နာနာဘဝတွေဘလောက်စွမ်းလို့ရောက်လာတာလဲကွာ။ဟာဟဲ့ငါမိုက်သားလောဘကောင်တွေမင်းတို့ဘာအကျယ်နဲ့လာရဲဆိုတာငါသိတယ်။ကိုယ်အလောင်းကိုယ်တည်ပြီးပြန်သွားရမယ်ဘာမှချီလွန်လက်လွန်မဖြစ်ခင်ပြန်ကြအေးငါတို့ကပြန်မလို့လာတာမဟုတ်ဘူးကဲမပြန်လဲအသေးသာခံကြငါတို့ရဲ့သခင်မနှစ်ယောက်နဲ့တွေ့ရင်ဘယ်သူမှအသက်ရှင်ပြီးပြန်နိုင်မှာမဟုတ်ဘူးအေးမင်းတို့သခင်မတိုက်နှန်းရှင်ညီမကိုနှိမ်နှင်းပြီးတိုက်လာဖော်တာပဲမင်းဒီနာကထွက်သွားလိုက်တော့ဩငါမိုက်သားတွေခေါင်းမာနေတယ်အသေးသာခံပြီးတော့နန်းဝနန်းစားနဲ့လူကလက်ကိုရှေ့တန်းလိုက်စဉ်လက်ထဲမှာအလင်းတန်းတစ်ခုထွက်လာတယ်။ဆရာကြောက်ပွင့်ကလက်ဝါးနဲ့စီးခံလိုက်တယ်။ဆရာကြောက်ပွင့်ထံလာနေတဲ့အလင်းတန်းကပြတ်သွားတယ်။ဆရာကြောက်ပွင့်ကအင်းတစ်ချက်ယူပြီးတော့လက်ဝါးနှစ်ဖက်နဲ့ပွတ်ချနေတယ်။လက်ဝါးပြင်ထက်မှာအင်းချက်ပျောက်သွားတယ်။
ဆရာကြောက်ပွင့်ကလက်ဝါးနှစ်ဖက်နဲ့ရှေ့သို့တိုက်ဆောက်ထံဆန်းထုတ်လိုက်စဉ်အလင်းတန်းကြီးရှေ့ကိုထွက်သွားတယ်ရှေ့ကတိုက်ဆောက်ကလည်းမခီးသူ့လက်ဝါးထဲမှာအလင်းတန်းဖြင့်စီရီပစ်တယ်ဟုံးကနေအလင်းနှစ်ခုစုံပြီးတော့မီးတောက်ကြီးဖြစ်သွားတယ်ထို့နောက်လွယ်အိတ်ထဲလက်နှိုက်လိုက်စဉ်လက်ထဲမှာနွားရုပ်လေးတစ်ရုပ်ပါလာတယ်လက်ဝါးပေါ်တင်ပြီးမန်းမှုတ်လိုက်စဉ်လက်ပေါ်မှာအယုတ်လေးအောက်သို့ခုန်ချသွားပြီးနာမှုတ်တန်ကြီးပေးပြီးတော့နွားလာဥတ္တဖကြီးဖြစ်သွားတော့တယ်ဆရာကြောက်ပွင့်ကရှေ့သို့လက်ညှိုးထိုးလိုက်စဉ်ဝုန်းကနေနွားကြီးကအတကုံပြေးခွေလေရာတိုက်ဆောက်တရေကြီးပျောက်သွားသလိုနန်းဝနန်းစားနဲ့လူလည်းပျောက်သွားတော့တယ်ထိုနာနာဘာဝကောင်များပျောက်သွားတာနဲ့ဆရာလက်ပေါ်နွားရုပ်လေးပြန်ရောက်လာတယ်နွားရုပ်လေးကိုလွယ်အိတ်ထဲပြန်ထည့်လိုက်တယ်ကဲအပြင်ကအနောက်ရက်တွေမှတ်လောက်သားလောက်ရှိသွားပြီကွာတိုက်ထဲဝင်ရမယ်ထင်ပေါ်နဲ့ဖိုးကွန်းဘယ်သူဝင်မလဲဟာဆရာမဝင်ဘူးလားဆရာကဝင်လို့မဖြစ်ဘူးဒီကရန်သူကိုနှိမ်နှင်းရင်းနဲ့စောက်ရမယ်တိုက်ထဲရောက်ရင်ဘသူကပဲဖျားယောင်မယုံစားနဲ့တိုက်နန်းရှင်ကြီးအမနဲ့တွေ့ရင်သူတို့ဖျားယောင်လိုက်မယ်အလေးငိုက်ဆောက်ပြီးတော့ဒီချီမန်းဝင်းကိုစွတ်လိုက်ချီမန်းဝင်းစွတ်မိသွားတာနဲ့လူတာတောင်းသူတို့အကုန်ပေးလိုက်မယ်ရော့ဒီအိတ်ထဲတံမိုးရှိတဲ့ရတနာတွေရွေးပြီးထည့်ခဲ့နိုင်တလောက်တဲခဲ့ဟာလင်းကားပြီစမ်းမမလားစမ်းပါတယ်ကွာတရင်လောက်ကိုဝင်နေရော့ယူသွားအခုသွားတော့မလားဆရာနေရောဆရာတိုက်ထဲကအဓိကကြားတဲ့သူကိုခေါ်ထုတ်ပြီးတော့တိုက်ဖွင့်ပေးအောင်လုပ်မယ်တိုက်ပွင့်သွားတာနဲ့ဝင်သွားအထဲမှာတိုက်ဆောက်ကြားရုပ်ရှိတယ်ကြားရုပ်ကိုချီမန်းဝဲဆွတ်လိုက်ကြားရုပ်ကိုစွတ်မိသွားရင်အထဲမှာတိုက်နန်းရှင်တွေနဲ့တွေ့လိမ့်မယ်သူတို့ဘလို့ပဲဖျားရောက်မစီပါမသွားစီနဲ့ရတနာတွေကိုပဲရအောင်ယူကဲဆရာတိုက်ဆောင်ကိုခွန်မယ်ဆရာကြောင့်ပွင့်လဲအင်းတစ်ချက်ယူပြီးတော့မြေပြင်ကိုပြစ်ပေါက်လိုက်စဉ်ဟုံးကနေမြည်ပြီးမိကိုများထွက်လာတယ်မိကိုပြေတာနဲ့နန်းဝနန်းစားနဲ့မိမိပြိုတယောက်ထွက်လာတယ်ဟဲ့ကောင်မအခုတိုက်တကားဖွင့်စမ်းမဖွင့်နိုင်ဘူးဒီတိုက်နဲ့လူတွေနဲ့မဆိုင်ဘူးပြန်သွားကြပါပြန်မလို့လာတာမဟုတ်ဘူးကွတိုက်ထဲကရှိတာယူမလို့လာခဲ့တာအခုတိုက်ဖွင့်ပေးမလားမဖွင့်ဘူးလားရှင်တို့ကဘလောက်စွမ်းရှိလို့လဲအစွမ်းမရှိလို့ညီမလေးရဲ့ဘဝဟောင်းကခင်မုန်းကိုဖမ်းခေါ်လာတာကြောက်လို့မဟုတ်လားအဲ့ဒီကောင်ကိုနှိပ်စက်ပြီးမင်းညီမစီကရတနာတွေယူမလို့ငါဘာမှမလုပ်ပဲအသာတကြီးတောင်းဆိုနေတာဘာသာသာသနာတော်အတွက်ရည်စူးထားတဲ့ပစ္စည်းတွေလူတယောက်အသက်နဲ့လဲယူလို့ရမယ်ထင်နေလားဘလို့ပဲအကြက်ကန်ကန်ညီမတော်လေးကအတွင်းစီးမှာပဲစောက်ကြက်နေမှတိုက်နှန်းရှင်ကစကားတွေအများကြီးပြောနေစဉ်ဆရာကြောက်ပွင့်ကချီမန်းခွင်းတစ်ခုထုတ်ယူနေတယ်အေးမင်းတို့တိုက်ဆောက်တွေလည်းအနာမကတ်နိုင်တော့ဘူးမင်းတို့အင်အားနဲ့ဘလို့ကာကွယ်နိုင်မှာလဲအထဲမှာအဆောင်တွေအများကြီးရှိသေးတယ်မကြောက်ရင်ဝင်ကြလေโอเคတီးစမ်းစကားပြောနေတဲ့တိုက်နှန်းရှင်အားရုတ်တရက်ချီမန်းခွင်းဆွတ်ချလိုက်တယ်ပူတယ်ချုပ်ပေးပါငါလူအပြင်ပြန်ရောက်လာတာနဲ့ချုပ်ပေးမယ်ခဏနေလိုက်အောင်ကဲကိုဖိုးကွန်အထဲဝင်ဖို့အသင့်ပြင်တော့ချီမန်းခွင်းအစွတ်ခံလိုက်ရတဲ့တိုက်နှန်းရှင်လည်းမယုံမထွက်နိုင်ဖြစ်နေစဉ်တိုက်ဖွင့်ပေးစမ်းမဖွင့်ဘူးကိုစွမ်းရှိရင်ကိုဘာသာဖွင့်ကဲကြည်သေးတာပေါ့ကွာကိုဖိုးကွန်တိုက်ပွင့်တာနဲ့ခုံချလိုက်ဘာမှမကြောက်နဲ့အထဲရောက်ချင်းကြားရုပ်တွေးလိုက်မယ်ချီမန်းခွင်းစွတ်ဖို့မမေ့နဲ့ဆရာကအင်းချက်နဲ့ဒုတိယအကြိမ်မြေပြင်ကိုပြစ်ပေါက်လိုက်ရာဂိုဝတပွဲအပေါက်ကြီးဖြစ်လာစဉ်ကဲခုံချလိုက်ဥပိုးကွန်လည်းဖြစ်လို့ရဖြစ်ခုံချလိုက်တယ်မြေပြင်ကိုခြေနဲ့ထိမိတာနဲ့လှုပ်ရှားနေတဲ့ကြားရုပ်ကြီးကိုတွေးလိုက်စဉ်မဆိုင်မင်းနဲ့ချီမန်းခွင်းစွတ်ချလိုက်တယ်ကြားရုပ်ကြီးငြိမ်သွားစဉ်သူ့နောက်ဖက်သို့ရှောက်သွားတယ်အထဲမှာပန်းဥယျင်ကြီးလိုမြင်ရတယ်လှပတဲ့နန်းပြသက်ဆောင်များကိုလည်းအရက်ရှစ်မျက်နှာအပြည့်မြင်နေရတယ်
နန်းဝန်နန်းစားဝတ်ထားသူများသွားလာနေကြတယ်အကူကြီးကြွပါအလွန်ချုံမောတဲ့တိုက်နန်းရှင်တယောက်ကလာခေါ်တဲ့ဖြစ်လှဲ့ပြီးတော့သူမခေါ်ရာနောက်လိုက်သွားတယ်ရွှေအတိပြီးတဲ့နန်းဆောင်ထဲခေါ်သွားတယ်တဖိတ်ဖိတ်တောက်နေတဲ့ခမ်းမအတွင်းရှိရွှေသလွန်ပေါ်မှာလှပလွန်းတဲ့တိုက်နန်းရှင်မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်ဦးကြီးကျမကိုမှတ်မိလားမမှတ်မိဘူးလူဘဝတုန်းကမနှင်းစိန်လေဟမ်လှလိုက်တာတိုက်နန်းရှင်လေးဖြစ်နေပြီပေါ့တိုက်နန်းက25နှစ်ခွင့်တောင်းပြီးတော့လူပြည်သွားတာဦးကြီးတို့ကျေးဇူးကြောင့်အနှစ်20နဲ့ပြန်လာရတယ်အခုဘာကိစ္စလာတာလဲရှင်ဟောတိုက်ထဲမှာရှိတဲ့ရွှေမွေရတနာတွေယူမလို့ယူပါနိုင်တယ်လို့ယူပါကဲမမတို့ဒီကဦးကြီးကိုဟိုဘက်အခန်းဖွင့်ပြလိုက်ပါဦးကဲလိုက်သွားပြီးကြည်ပါပြီးရင်ဒီပြန်လာခဲ့ပါဦးပြီးမှလိုချင်တဲ့လောက်ယူသွားပေါ့ဦးဖိုးကွန်လည်းအပြင်မှာအန်ဒီရဲ့များစွာကြုံခဲ့ရတဲ့လောက်တိုက်ထဲမှာကအေးချမ်းရှိနေတယ်တိုက်နန်းရှင်နဲ့သူ့ရန်ရွေတော်လေးတွေကလည်းဖိုးရွေလွန်းလှတယ်ရန်ရွေတော်လေးတွေနောက်မှလိုက်သွားတဲ့ဦးဖိုးကွန်လည်းတဖိတ်ဖိတ်တလက်လက်နဲ့ခန်းလုံးပြည့်မြရှိနေတဲ့ရတနာများရတနာအသုံးဆောင်များရတနာတက်တာကြီးများကိုအမှန်ခံတွေ့ရတယ်အကောင်းဆုံးပစ္စည်းများကိုယူသွားရန်စိတ်ပိုင်းဖြတ်ထားလိုက်တယ်ရန်ရွေတော်များကခဏပြပြီးတော့တကားပိတ်လိုက်တဲ့အတွက်နောက်သို့ပြန်လှည့်လာရတယ်လာဒီတလုံးပေါ်မှာထိုင်ပါဦးတိုက်နန်းတွေကအလွန်အရသာရှိတဲ့အချူပွဲတွေတစ်သီးတွေသုံးဆောင်ပါဦးဆရာကြောက်ပွင့်ကတော့ရွှေငွေရနာကလွဲပြီးဘာမှမကင်နဲ့စားစရာကျွေးလဲမစားနဲ့ဟုအသေးအချာမှားလိုက်တယ်ဒါပေမဲ့အလွန်အရသာရှိမဲ့စားစရာတွေကိုစေနာတန့်တန့်နဲ့ချကျွေးနေတယ်မနှင်းစိန်ဆိုတဲ့တိုက်နန်းရှင်မလေးကသူ့ကိုစိတ်မဆိုးပဲတိုက်နန်းတဲ့စောစောပြန်ရအောင်လုပ်ပေးခဲ့တဲ့အတွက်ဝမ်းသာ၍နေတယ်လို့ဆိုတယ်စေနာနဲ့ကျွေးတဲ့စားများကိုညင်းပယ်လျင်ရိုင်းရကြမယ်သူ့စေနာကိုအတိမှတ်မပြုလျင်ရရှိမဲ့ရွှေငွေရနာများကိုမပေးခြင်းပဲဖြစ်သွားလိမ့်မယ်။တို့ကြောင့်ဦးဖိုးကွန်းလည်းကိမ့်မုတ်လိုမုတ်ချက်တစ်ခုကိုယူစားလိုက်တယ်။နို့ရီလည်းတောက်ပါအောင်လို့ဆိုတဲ့ဖြင့်တမျိုးပြီးတမျိုးယူစားလိုက်မိတယ်။စားရင်မှသူမှားသွားမှသိလိုက်ရတယ်။သူထိုင်နေတဲ့နေရာတလွန်ရောရွှေရောင်ခမ်းမကြီးရောပျောက်ကွယ်သွားပြီးကြောက်သားခမ်းမကြီးအဖြစ်ပြောင်းသွားတယ်လို့သူ့ခန္ဓာကိုယ်အောက်ပိုင်းကြောက်ဖြစ်လာနေတာကိုတွေးလိုက်ရပြန်တယ်။လောဘသားတွေအတွက်ပြန်လန်းမရှိဘူး။ဒီတိုက်ထဲမှာကြောက်ရွံ့အဖြစ်နဲ့ရာတပ်ပံနေပြီတော့။ထိုစကားကိုနောက်ဆုံးကြားလိုက်ရပြီးအပေါ်ပိုင်းတစ်ခုလုံးကြောက်ရွံ့အဖြစ်ပြောင်းသွားတော့တယ်။ဘုံငနေဟာဘာလဲစီးပေါက်သွားပြီဟုတ်တယ်နင်တို့လူတိုက်ထဲမှာကြောက်ရွံ့ဖြစ်သွားပြီတဲ့ရခညီနောင်နဲ့ငစင်းလဲကြားငမိုက်သားတွေကိုအသက်စီဝင်ချုပ်ပေးလိုက်ကြရခညီနောင်ကစီတလုံးဆရာကြောက်ပွင့်ကိုကြောက်တင်းပုတ်များနဲ့ထုနှက်နေသလိုကြားငစင်းလဲကထင်ပေါ်အားအသက်သေးသည့်အထိကိုက်သက်ပစ်လိုက်တော့တယ်မနှင်းစိန်တိုက်နှန်းရှင်လေးလဲအမရဲ့ချီမန်းကွင်းနဲ့တိုက်ဆောက်တို့ကိုဖမ်းချုပ်ထားတဲ့အတားအဆီးများကိုဖယ်ရှားပေးလိုက်တယ်။အမတော့တိုက်နှန်းနဲ့ဝင်တော့ညီမလေးဒီမှာရှင်းစရာရှိသေးတယ်။ထို့စဉ်ဖျားကုန်းတော်ပေါ်သို့လာနေကြတဲ့မီးတုပ်ဓမီကင်ထားသူများကိုမြင်လိုက်ရတယ်။တိုက်နှန်းရှင်လေးမနှင်းစိန်ကရုတ်တရက်ဆရာကြောက်ပွင့်အသွင်ဖန်ဆင်းပြီးလှဆိုးနဲ့ကိုအောင်ဖြိုးတို့အနာရောက်သွားတယ်။ဆရာကြောက်ပွင့်ကလှဆိုးတို့အားဘလူးသေးတဲ့ဘက်ရမကာကွယ်ရန်စီးဝိုင်းတားပေးခဲ့တာမို့လှဆူအားစီးအပြင်ထွက်ရန်ခေါ်ထုတ်လိုက်တယ်။ကဲရန်ရှင်းသွားပြီမောင်လှဆူဆရာနာလာတော့လှဆူလည်းဆရာကြောက်ပွင့်ဟုမှတ်ယူပြီးတော့စီးဝိုင်းအပြင်ထွက်၍ရှောက်လာတယ်။စီးပေါက်၍အရန်အတားတို့လည်းပြတ်သွားပြီးအားလုံးလှဆူနဲ့ဆရာကြောက်ပွင့်အနီးသို့ရောက်လာကြတယ်။သူတို့က
ဆရာအောင်ဖြိုးကိုလိုက်ရှာနေကြခြင်းဖြစ်ပါတယ်ဟာဆရာလေးကိုကျိုးနဲ့တုတ်ထားပါလားဒီလူနဲ့ဒီကောင်ကဘာတူလဲဦးလေးမြတ်မောင်ဒီကောင်မသိဘူးလားဖဲသမားချက်သမားလှဆိုးလေဦးဖိုးကုန်းတို့နဲ့တွဲနေတာဒီလူတော့မသိဘူးဟမ်ဘလို့ဦးမြတ်မောင်အပါအဝင်အားလုံးမျက်လုံးပြူပါဇက်ဟသွားတယ်သူတို့မသိတဲ့လူကနေအလွန်လှပတဲ့တိုက်နှန်းရှင်လေးအဖြစ်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်အားလုံးအံ့ဩနေကြလားကျမကဒီတိုက်နှန်းမှာစောင့်ရတဲ့ညီမနှစ်ယောက်ကအငယ်မပါလွန်ခဲ့တဲ့နှစ်ကတည်သွားတဲ့မနှင်းစိန်ကကျမပါပဲဟဲ့မနှင်းစိန်ဟာကျွန်တော်ရဲ့မနှင်းစိန်ကျမတို့ကဘဝချသွားပါပြီဒီအဖြစ်ဆိုးကြီးကိုဖြစ်အောင်လုပ်ခဲ့ကြတာဦးဖိုးကွန်းနဲ့သူ့မိန်းမဒေါ်တက်တင်တို့ပဲတိုက်เสียနဲ့ပေါင်းပြီးတိုက်လာတူးကြတာပဲကျမကမီးရှို့တာဒီကုန်းတော်ပေါ်လူမလာရဲအောင်တရေအယောင်ဆောင်၆တာလူ၃ယောက်တတ်တာဦးဖိုးကွန်းနဲ့ဒီလူစုပါမင်းနေစိန်ကလှဆိုးကိုလက်ညှိုးထိုးပြတယ်တိုက်ထဲကရန်နာတွေလူချင်းလို့တိုက်เสียနဲ့ပေါင်းပြီးဖရတိုက်ကိုလာတူးနေကြတာလူယုံမှာတစုတော့တိုက်ကအဆောက်တွေလက်ချက်နဲ့ตีကုန်ပြီဒီတိုက်ကြီးကိုလူတွေตีကုန်ပြီမပြစ်မားထိုက်မပြစ်မားတင်တာမဖြစ်ရအောင်လာပြီးနေကြရင်ဟိုးအဝေးကကြောက်တလုံးတောင်ကိုပြောင်းတော့မယ်ကိုအောင်ဖြိုးကိုလည်းတခါတည်းနှုတ်ဆက်ခဲ့ပါတယ်မနှင်းစိန်ခဏလောက်တွေးပြရစီစိတ်လျှော့လိုက်ပါရေစက်ကနှစ်ဦးလုံးကုန်သွားပါပြီကြီးလေးတဲ့တောင်ဝန်နဲ့တိုက်ကိုဆောက်ရှောက်ပြီးနေရပါတော့မယ်အားလုံးကိုတခါတည်းနှုတ်ဆက်ခဲ့ပါတယ်စကားဆုံးတာနဲ့မျက်စိအောက်မှာပင်ပျောက်သွားတော့တယ်လူတွေလည်းလှဆိုးကိုကျိုးနဲ့ဝိုင်းတုတ်ကြတယ်ကဲတိုက်เสียနဲ့ကျန်တဲ့လူတွေသွားရှာအောင်မယ်တောင်ဆောင်မှာဆရာကြောက်ပွင့်နဲ့ထင်ပေါ်တို့ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတွေးလိုက်ရတယ်။ဦးဖိုးကုန်းကိုတော့ဗမာမှမတွေ့ရတော့။ကဲလှဆိုးတပ်ဆိုင်ရာကရောက်လာရင်မင်းတိထားသမျှအကုန်သာပြောပြအပြစ်ကြီးကြီးလုပ်ရင်ကြီးကြီးခံရမှာပဲ။နည်းနည်းလုပ်ရင်နည်းနည်းပေါ့ကွာ။ဟိုနတ်ကတော်ကိုလည်းသွားဖမ်းထားရမယ်။အားလုံးဖျားကုန်းတော်ပေါ်မှရွာသို့ပြန်သွားကြတယ်။တိုက်เสียနဲ့ထင်ပေါ်တို့ရဲ့တက်မဲ့ခန္ဓာများကိုတက်ဆိုင်ရာမှရောက်လာလျင်တစ်ခေါက်လာတော့မယ်လို့ဆိုကဒီအတိုင်းထားခဲ့တယ်လူအားလုံးကုန်းတော်ပေါ်မှဆင်းတော်လဲကိုအောင်ဖြိုးတယောက်ကတော့သူချစ်ခဲ့ရတဲ့မနှင်းစိန်တိုက်နှန်းရှင်မလေးအားထပ်တွေ့ရလိမ့်မလားဆိုတဲ့မျှော်လင့်စိတ်နဲ့မကြာခဏနောက်ပြန်လှည့်ကြည့်ကတရွေ့ရွေ့နဲ့လိုက်ဆင်းသွားလေတော့တယ်